ရှိသေးလားဟာနေအော်တော့ငတ်တာဗောမလဲနေရပဲ6သေးတယ်လေငါ့ကိုဗာလေငါနေကိုရေတွေတိုက်ပြီးတော့အမောပြအောင်လုပ်ပေးရမှာဟဟလားတော်မတိုက်နဲ့ရပြီဟုတ်ကဲ့ကတော့ကောက်ကိုမကြည့်ရဘူးအေးနေမှတ်ထားနော်နေတရင်တို့အိမ်သားပဲတော့ချင်ငါလုံးဝမလိုက်ဘူးနောက်ကတောင်းမှပါလေဟာမနောက်တော့ပါဘူးသွားအဲ့တော့ရော့ညနေဆက်ကြည့်နောက်ချက်သွားလာမတရင်တို့လိမ့်မယ်
လေးရဲ့ဘယ်လိုဖြစ်လာလဲကော်ဖီတစ်ခွက်တော့အေးဆေးဆေးထိုင်မတော့နိုင်ဘူးငါပါဒီနေ့နေသားတယ်လေမင်းရဲ့ဟာလေပြန်ထွက်အောင်လို့လားဒါပေါ့မင်းလိုက်တင်လေးကရန်ကောင်းနေတာမင်းတချို့ဆိုရင်လေဒီလိုလိုက်တင်မျိုးရဖို့တေးကြခက်အချိန်ယူပြီးမှစောင့်အခုကဒါအလုပ်ပိတ်တဲ့ရက်လည်းဖြစ်တယ်လိုက်တင်လေးရတယ်ဘယ်လောက်လားဒါနော်မမေမပြောချင်လို့ကြည်နေတာကြာပြီအလုတ်ကလေးအားလိုက်တာနဲ့ဒီကင်မရာကြီးထားပြီးထွက်တော်တာပဲကိုလည်းအနားယူအောင်လားသားလေးရဲ့ဘာသာမပင်မအောင်လားယင်မပင်မအောင်မေရဲ့သားလေးဘာမှမလုပ်ပဲထိုင်နေရတာမပင်မနဲ့လို့ထင်တာပြီးတော့ကိုဝါသနာပါတယ်လို့လုပ်နေပင်မမအောင်ရဲ့မေပဲပြောတယ်လေငါသားလေးရဲ့ပုံလေးကလှလိုက်တာငါသားစိတ်ကူးရမ်းကောင်းလိုက်တာဆိုပြောလိုက်ရင်ဒါကြီးပဲဖေးရဲ့ဖေးတော့လည်းဘာပြောအောင်လေငါဘာပြောရမှာလဲသားမဟုတ်တာလုံနေလို့တားရတယ်ဆိုလဲတော်သေးရဲ့ကဲသားဘာမှနေလဲပြောရှင်းနေငါမှာပဲထောင်လုံးကြတော့တာဟုတ်တယ်လေသားတခြားလူငယ်တွေတို့အလုပ်ပင်မနာကိုအကြောင်းပြပြီးဘီယာလေးပြေးတော့လိုက်ဟိုသွားလိုက်ဒီသွားလိုက်လုံနေတာမှမဟုတ်ပဲအခု तू လုံနေတာလေ तू ကိုယ်တိုင်လည်းစိတ်ချမ်းသာတယ်ဘလူးကမှလည်းမထိကြိုက်ဘူး तू ကျင်တယ်လို့ तू လုံနေတာကွာတို့ကဘာပြောစရာလို့မင်းကဲဖေပဲဆက်ပြီးရှင်းပြလိုက်ပါတော့ဗျာသားသွားတော့မယ်တော့ကြနောက်ကျနေသားလို့ကျင်တဲ့ lighting လေးပြောက်သွားမယ်နော်မင်းနော်ဟက်တာဘယ်သွားမှာပြောခဲ့အောင်လေဘယ်နေရဓာတ်ပုံထွက်လာတော့ဘယ်မှာရိုက်ခဲ့တယ်ကြည့်ပေါ့မင်းကသွားပြီတားတယောက်တော့ခက်သေးတယ်ရပါတယ်ဘယ်နားမှာရိုက်မလဲဒီနားလေးနဲ့ရိုက်လိုက်တော့မယ်ဟာဒါဆိုတော့သိကောင်းတာဟောကျွန်တော်လည်းခုပဲတွေးနေတာဒီ location ရှေ့မှာ subject တစ်ခုရှိတင်တယ်လို့ကျွန်တော်တွေးနေတာပဲဒါဆိုရှေ့စိတ်တွေကောင်းတယ်ခေါ်နိုင်သွားပြီပေါ့ဟုတ်ကဲ့ကျေးဇူးတင်ပါကျေးဇူးတင်တယ်ဆိုလို့ရှိရင်ကျေးဇူးဆက်ရမှာနော်ကျွန်တော်ကျေးဇူးဆက်ရမယ်ဘယ်လိုဆက်ရမှာလဲအော်ဓာတ်ပုံဆရာတရားကျေးဇူးဆက်မှုဆိုတာသူ့စီမှာလာရတဲ့လူအကောင်းဆုံးဓာတ်ပုံရိုက်ပေးလိုက်တာလေကောင်းပါပြီဟာကောင်းလို့ရိုက်ပြီးပါကဲသွားရအောင်ကိုနှစ်ယောက်လုံးရိုက်မှာလားမဟုတ်ကြွတယ်လည်းရိုက်မှာကဲအဲ့ဒါကိုရှင်းလာလေးရိုက်အောင် stand full လေးရိုက်မယ်နော်ရလိုက်ပြီပေါ့နော်
ဓာတ်ပုံတွေကဘယ်တော့ရမှာလဲ ညီမတို့နေရထင်တယ်ဟလား ဘာဖြစ်လို့ ရန်ကုန်ကလူတွေလည်းဒီလိုနေရာမျိုးမှာအမှတ်တရဓာတ်ပုံရိုက်လေမရှိဘူးဗျ မဟုတ်ကျမတို့ဒီရန်ကုန်ကပဲဒီနေ့ကျမမွေးနေလေကျမနှစ်တိုင်းကျမပုံစံဘလို့ပြောင်းလဲသွားတယ်ဆိုတော့ဓာတ်ပုံတွေနဲ့မှတ်တမ်းတင်တာဓာတ်ပုံကဘယ်နေ့ရမှာမနက်ဖြန်တပတ်ခါလောက်ဆိုရပါပြီပတ်စံဘယ်လောက်ကြာလဲဒီပါစေပေးစရာမလိုပါဘူးရှင်ကျွန်တော်ဒီပန်းချံမှာအခါချင်းငွေယူပြီးဓာတ်ပုံရတဲ့ဓာတ်ပုံဆရာမဟုတ်ဘူးဗျကျွန်တော်အပြော်တန်းဓာတ်ပုံသမားတယောက်ပါဟာရှင်းကဘာလို့ဆော့မပြောရလဲအော်ကိုလည်းဘာမှအပန်းမကြည့်ဘဲနဲ့တစ်ဖက်သားဆန္ဒပြေးသွားတယ်ဆိုတာဘယ်လောက်ကောင်းလဲဗျာပြီးတော့တိုက်ဆန်သူ့မွေးနေ့ဆိုတော့ birthday present ဖြစ်သွားတာပေါ့ရှင်ဒီဓာတ်ပုံတွေအလွဲသုံးစားမလုပ်ပါဘူးကျမတို့ကဘယ်လိုကြုံရမှာလဲပေးအဲ့ဖလင်းနဲ့ထုတ်ပေးလိုက်ပေးနင်းရတယ်ဟာလဲဟိုမှာသူစိန်နာတဲ့ကိုကြီးကိစ္စအောင်ဟာကျမနားလဲပါတယ်တိလားသူရပါတယ်စိတ်ချရအောင်ဓာတ်ပုံတွေရရင်ဓာတ်ပုံတွေရော negative ပါအိမ်နာရရောက်လာပို့ပေးပါကိစ္စမရှိဘူးပြီးတယ်ဆိုတော့ကျမစီဖုန်းဆက်လိုက်ကျမလာယူလိုက်ပါလိုက်တာကိုကျော်စာရဲ့ဓာတ်ပုံတွေကိုအိမ်နိုင်ရောက်လာဖို့ရတယ်လို့ကျွန်တော်ဘဝမှာတစ်ခါမှမလုပ်ဘူးသေးတဲ့အလုပ်တစ်ခုကိုဒီနေ့စလုပ်နေခြင်းပဲဗျာဘာလုပ်လဲမိန်းကလေးတယောက်ရဲ့အိမ်ကိုဒါပထမဦးဆုံးအကြိမ်အလဲလာပူးခြင်းပဲဟုတ်လားဒီနေ့ကကိုကျော်စာကိုခုံပြောရမယ်နေပဲဘာဖြစ်လို့လဲကိုကျော်စာအပြောရင်ဓာတ်ပုံသမားတယောက်လို့သာပြောတာတကယ်ဓာတ်ပုံတွေကိုကြည့်လိုက်တော့လေ professional ဓာတ်ပုံဆရာတယောက်ရိုက်ထားတဲ့အတိုင်းပဲယတိနှစ်တိုင်းရိုက်တဲ့ဓာတ်ပုံတွေထဲမှာဒီနေ့ဓာတ်ပုံအလားဆုံးပဲဟုတ်လက်ခိုင်းရပြီလို့ပြောရမှာမဟုတ်ဘူးနော်တကယ်လားလို့လားပဲပြောတာကျေးဇူးတင်ပါတယ်ဗျာဒါပေမဲ့ကျွန်တော်အဲ့လိုပုံမျိုးတွေသိရိုက်ချင်တာမဟုတ်ဘူးဗျာရှင်ရလဲလှပါရဲ့ဆိုမှရေမချိုးရသေးတယ်လို့ဖြစ်နင်းရလဲဟုတ်တယ်ကိုကျော်စာဘယ်လိုဓာတ်ပုံမျိုးရိုက်ချင်တာလဲပြောချင်တဲ့စကားတွေကိုဓာတ်ပုံကတစ်စင်ပြောနိုင်မဲ့ပုံမျိုးပြီးတော့လူတယောက်ခံစားချက်ကိုမြင်သာစေမဲ့ပုံမျိုးအဲ့မျိုးခံစားချက်အသားပေးတဲ့ပုံကိုကျွန်တော်ရိုက်ချင်တာရိုက်ကြည့်နေပြီနော်ဘယ်နေမလဲဗျာအများကြီးကြိုးစားခဲ့ဘူးလားဟောဒါပေမဲ့ဘာဖြစ်လဲအိမ်ကခွင့်မပြုဘူးဗျာရှင်အိမ်ကခွင့်မပြုဘူးဟုတ်တယ်ဘာလို့လဲရမ်းအောင်သွားလို့လဲကိုကျော်စားအသက်အရွယ်မှာကိုကျော်စားလောက်နေမှာတာသမီးမျိုးရည်တခါမှမတွေ့ဘူးများသောအားဖြင့်ကတော့ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ရက်တည်နေကြတဲ့လူတွေရွေးလေဟုတ်တယ်ဒါပေမဲ့ကျွန်တော်ကတော့အဲ့လိုမျိုးမဟုတ်ဘူးဗျာကျွန်တော်ဒီအသက်ဒီအရွယ်ထိကျွန်တော်မိဘတွေခြားပြီးတဲ့လမ်းကြောင်းပေါ်မှာကျွန်တော်ရှောက်လန်းခဲ့ရတယ်သူတို့ကကျွန်တော်တည်ငြိမ်တဲ့စီးပွားရေးသမားတယောက်ဖြစ်စေချင်ကြတယ်ဗျာအဲ့တော့ကျွန်တော်ကလည်းကျွန်တော်ဝါသနာပါတဲ့အလုပ်လေးတွေလုပ်နိုင်အောင်ကျွန်တော်ကြိုက်တဲ့အလုပ်ကိုလည်းကျွန်တော်လုပ်ပေးနေရတယ်အဲ့တော့ကျွန်တော်မှဒီအပျော်တမ်းဘွားလောက်နေပဲကိုယ့်ဘဝကိုရောင်းရဲနေရတာပေါ့ Dream comes true တဲ့တခါတည်းကတော့အိမ်မက်တရားဖြစ်လာတတ်ပါလေတဲ့တနေ့နေ့ကကိုကျော်စားရဲ့အိမ်မက်တွေလည်းကောင်းတဲ့ပေါ်လာနိုင်အောင်ဒါလေးတော့လဲကျွန်တော်အပြောโอเค
MD လေး MD လေးအားလားမသိ ဘာလို့ဖို့လဲ ဟောအန်တီလေးအားမယ်ဆိုလို့ရှိရင်ကျွန်တော်မေးစရာရှိလို့ ဘာမင်းလို့လဲမေး ဒီလို MD လေးရဲ့ကျွန်တော်တို့မင်းမှာအလုပ်ကိစ္စမဟုတ်ဘူး MD လေးရဲ့ပြောင်းလဲမှုကိုမေးချင်တာ ပြောင်းလဲမှုညဘာပြောင်းလဲနေလို့လဲအနေမောင်အဲ့ဒါအသာထားကြစမ်းမအောင်ကျွန်တော် MD လေးတော့မခေါ်ကြပါနဲ့ဗျာကျွန်တော်နားထဲမှာလေ ND လေးဖြစ်နေပြီဗျာခင်ဗျားတို့က မခေါ်နဲ့ဆိုလည်းမခေါ်တော့ပါဘူး MD လေးရဲ့ကိုကျော်စောရဲ့ဒီလိုကိုကျော်စောရဲ့ကိုကျော်စောကိုကြည့်ရတာအရင်နေ့နဲ့မတူဘူးလားလို့ ဘာဖြစ်နေလို့လဲဗျာ ဟိုဘာဖြစ်လို့လဲဆိုတော့ကျွန်တော်မပြောပြတတ်ဘူးဒါနဲ့အရင်နေ့တွေမတူတာတော့မှန်မယ် ဩခင်ဗျားတို့ကလေဗျာလူဆိုတာတနေ့နဲ့တနေ့ထပ်တူထပ်မြန်တူနေမယ်လို့တော့ဘယ်ပြောလို့ရမလဲဗျာဒီနေ့ဆိုရင်မနေ့ကတည်းဆိုင်ကျွန်တော်အသက်တရက်ပူကြည့်သွားပြီလေ မဟုတ်ဘူးလေကိုကျော်စောရဲ့ကျွန်တော်တို့ဒီကုမ္ပဏီမှာလောက်လာတဲ့တက်တန်းတစ်လျှောက်လုံးမှာကိုကျော်စောတချင်းကြီးကလေးချွန်းတာပထမဦးဆုံးချိန်ကြားခြင်းပဲဟိုဒါရင်းနှီးတဲ့ဝန်ထမ်းချင်းချင်းမို့လို့မြည်ကြည့်တာနော် ဩဒါကြောင့်ခင်ဗျားတို့ကျွန်တော်ပြောင်းလဲနေရလို့ပြောတာ哦ကျွန်တော်ပြောပြမယ်အချစ်ဆိုတာအရာရာကိုပြောင်းလဲစေတတ်တယ်ဆိုတဲ့စကားကိုခင်ဗျားတို့ကြားဘူးလား ဗျာအချစ်ဟုတ်လားကိုကျော်သား ဟုတ်တယ် ကိုကျော်စောကအချင်းနဲ့တွေ့ခဲ့ပြီ ဟုတ်တယ်အဲ့လိုခံစားမှုမျိုးကျွန်တော်ဘဝမှာတစ်ခါမှမခံစားခဲ့ဘူးအချစ်ဆိုတာကိုတခြားလူတွေဘလို့အနဲ့တိတ်ပဲဖွင့်ညမလဲတော့မသိဘူးကျွန်တော်တို့ကတော့အချစ်ဆိုတာအဲ့ဒီခံစားမှုလေးပဲအဲ့ဒါလေးကျွန်တော်ညံ့လို့ ဘာပဲဖြစ်ဖြစ်ကိုကျော်သားရဲ့ဒါကောင်းတဲ့လက္ခဏာပါ ကိုကျော်စောရဲ့ကိုကျော်စောအသက်အရွယ်ကိုကျော်စောအလုပ်ကန်နဲ့နောက်တောင်နောက်ကျနေပါသေးတယ် ဘာမှမကြသေးပါဘူးဗျာရင့်ကျက်လေးတည်ငြိမ်လေးဆိုတဲ့စကားကိုခင်ဗျားတို့ကြားဘူးတယ်မလားအခုဆိုရင်ကျွန်တော်ကတည်ငြိမ်နေပြီအဲ့တော့ဒီအရွယ်မှာတွေ့တဲ့အချစ်ကပို့ပြီးတော့လေးနဲ့တည်တယ်အဲ့ဒါဟာကျွန်တော်အတွက်ကံကြမ္မာပေးတဲ့ပထမဦးဆုံးလက်ဆောင်ပဲကျွန်တော်အဲ့ဒါလေးကိုအမြတ်တလို့တောင်းဖို့ထားအောင်ပေါ့ ကောင်းပါလေကိုကျော်သားကောင်းပါလေ ခေခင်ဗျားတို့ဆက်ရှက်သွားလို့ ကျွန်တော်ဖုန်းဆက်ဆရာလေးရှိလို့ဒီခွင့်ပြုပါဦးဗျာ ဟုတ်ကဲ့ ကြာဥပုံတော့မိန်းကလေးသဘာဝဆိုတာဓာတ်ပုံရိုက်ခြင်းနဲ့ဓာတ်ပုံရိုက်ကြတယ်ဆိုတာငါနားတယ်ပါလေငါတို့ငငယ်တုန်းကလည်းဓာတ်ပုံရိုက်ခဲ့တာပဲဒါပေမဲ့ဓာတ်ပုံဆရာနဲ့တိကျွမ်းနဲ့အိမ်လာလေတဲ့ဆိုတာမရှိခဲ့ဘူးပါဘူးနဒီ ရှမ်း ငါမရှိရင်ညီတို့ဖြစ်ရှင်တယ်လို့ဖြစ်နေတာပဲမဟုတ်လား ဟုတ်ပါတယ် ဘာဟုတ်တာလဲ မဟုတ်ပါဘူး နင်ငါ့ကိုဦးကြောင်ကြောင်မလုံးနဲ့နော်နင်တို့ပြောနေရတာနဲ့ငါရဲ့အဋိဌာန်ပြတ်တော့မယ် ကြည့်မေဟိုဒိတ်ထံဝင်လိုက်ပါ ဘာအဋိဌာန်လဲ ဝစီပိတ်လေ ဘာဝစီပိတ်လဲဟွန်းနင်တို့နှစ်ယောက်စလုံးယောက်ျားရသွားပြီးမှငါအဲ့ကိုစီပိတ်ဝင်လို့ရမယ် ဟာအဲ့ဆိုသမီးယူပေးမယ်လေ ယတိ အော်ဟိုကြည့်မေဟိုဟာလေဒါတလို့ရှိရင်လေကြည့်မေဘာပြောချင်လဲဆိုတာကိုယတိနားလေတယ်ဟိုမိန်းကလေးဆိုတာပေါင်းနေမမားရဘူးတွေ့တဲ့ယောက်ျားလေးနဲ့မပတ်သက်ရအောင်အဲ့ဒါပဲမလားဟောကြည့်မေလေလူကြီးပဲကြားဦးမှာပေါ့မိတ်ဆွေတစ်ထောင်ရှိရင်နေသေးတယ်တဲ့ဟိုရန်သူတစ်ယောက်ရှိရင်များလာပြီတဲ့ဟုတ်ဘူးလားကြည့်မေ အေးနင်သိတဲ့ဓာတ်ပုံဆရာကမိတ်ဆွေဆိုတော်သေးတယ်ရန်သူဖြစ်နေဘယ်နဲ့လုံးမလဲငါမရှိတော့ဘယ်ယောက်ျားလေးဧည့်သည်မအိမ်ကိုအလားမခံပါနဲ့လို့မှားထားရဲ့နဲ့ရောက်ဖြစ်အောင်ရောက်လာသေးတယ်ဒီအတိုင်းသာဆိုလို့ရှိရင်ငါနောက်တစ်ခေါက်တရားစခန်းဘယ်လိုလုပ်ဝင်မလဲ လမ်းလျှောက်ပြီးဝင်လိုက်ပေါ့ ငါ့ကိုမရွက်နဲ့နော် မဟုတ်ဘူးလေဟိုကြည့်မေတို့တရားမှန်လမ်းလျှောက်ပြီးတော့မှတ်ရတယ်အဲ့ဒါကိုပြောတာပါဟုတ်ပါတယ်ဟိုကြည့်မေကလည်းစိတ်မပူပါနဲ့ယဒီတို့ကကြည့်မေရဲ့တူမလေဘယ်လိုမိတ်ဆွေမျိုးကိုပေါင်းရမလဲဘယ်လိုလူမျိုးကိုမပေါင်းရဘူးဆိုယဒီတို့သိပါတယ်တကယ်လို့ကြည့်မေစိတ်မချဘူးဆိုလို့ရှိရင်ယဒီသူနဲ့ကြည့်မေနဲ့မိတ်ဆက်ပေးမယ်လေနော်ဟုတ် တော်ငါ့ကိုအဲ့ရှုပ်ရှုပ်ရှဲတဲ့ကိုဆွဲမထည့်ပါနဲ့ဒီမှာညီတို့ငါတစ်ခုပဲပြောချင်တယ်ငါတရားစခန်းဝင်ဖို့ရကနီးနေပြီအေးတရားစခန်းကပြန်ရောက်လာရင်ရှုပ်ရှုပ်ရှက်ရှက်အတန်ငါဘာမှမကြားချင်ဘူး ဘာရလဲ ဟောကြလို့ ဘာတော့ကြ ဒီပဲစဉ်းစားကြည့်လေကိုယ်အသက်အရွယ်ကြီးဒီပါရဲ့ခွင့်ပြုချက်နဲ့လှုပ်ရှားနေရတဲ့ကိုပေါ့ဒီအအောင်ရဲကိုပြည်ဒီရောပါတူလို့ဒီတက်ဒီရွယ်ဒီလေးတွေကကိုစုခံနေရတော့ ဟောဒါကတော့ယဒီတို့ကမိန်းကလေးတွေ မင်္ဂလိဖြစ်တာနဲ့စုခံရတယ်ဗာဆိုင်လို့လဲကြည်တယ် ဒါ
ဒါကကိုကျော်စာရေကြီးမြရည်တို့ရဲ့အဖေဆိုလည်းဟုတ်တယ်အမေဆိုလည်းဟုတ်တယ်ရည်တို့ကဟိုးငယ်ငယ်လေးတွေကကြီးမြရင်ဝင်ထဲမှာပဲနေလာခဲ့ရတာလေအဲ့လောက်တော့ရှိမှာပေါ့အဲ့ဒါပြောတာပေါ့မိဘဆိုတာလေသူတို့သားသမီးကိုပဲအသက်ပဲရွယ်ပဲကြောက်သူတို့မျက်စိထဲမှာခလေးတယောက်လိုထင်နေတော့မယ်အဲ့တော့သူတို့စူတာကျိန်းတာယူဆိုင်တုံးတာတွေကခုတော့ကျင်းနေဆရာမဟုတ်လားကြီးလေဘလို့ပဲဖြစ်ဖြစ်လေကိုကျော်စာဒီအသက်ရွယ်အထိမိဘနှစ်ပါးစလုံးနဲ့ကြီးပြင်းလာနေရတာဆိုတော့ကိုကျော်စာဘွားရည်ရည်တဲ့ဆိုင်ရင်တော့တော်တော်ကျင်းနေဖို့ကောင်းပါတယ်ဟိုစတိမိပါလေအဲ့မင်းကတော့ရည်ရည်ကိုအားနာစရာမလိုပါဘူးကိုကျော်စာရည်ရည်ပြွေနဲ့မမေနဲ့ရည်ရည်ကိုနဲ့သမီးရွယ်လောက်ကကားအက်ဆီဒန့်ဖြစ်ပြီးဆုံးသွားတယ်ဟိုစိတ်မကောင်းပါဘူးဒီကိုကျော်စာအဲ့လိုသာစိတ်မကောင်းဖြစ်နေမယ်ဆိုရင်ရည်ရည်နဲ့ပတ်သက်ပြီးစိတ်မကောင်းကြခဏခဏဖြစ်နေမှာဘာဖြစ်လို့လဲရည်ရည်ဟောရည်ရည်ကမွေးကြရလေကံကောင်းခြင်းတစ်ဝက်ကံဆိုးခြင်းတစ်ဝက်နဲ့မွေးလာခဲ့တာလူတရားမှာတယောက်ပဲပါခဲ့တဲ့မွေးရပါအုံနောက်သွေးကြောကိုပါတဲ့ယောဂရည်ရည်စီမှာရှိနေတယ်ဟိုအဲ့ယောဂညံကောင်းမယ်ဆိုလို့ရှိရင်လေသူများရတဲ့နှစ်ဆပုံပြီးကောင်းတယ်လို့ခေါင်းနဲ့ပတ်သက်တဲ့ဝိညာဉ်တစ်ခုခံစားမယ်ဆိုရင်လေသူများရတဲ့နှစ်ဆပုံပြီးခံစားရတယ်အဲဒါကြောင့်အရွယ်ရောက်ကလေးကဆရာဝန်ရဲ့လမ်းညွှန်ချက်အတိုင်းညဆိုရင်စိတ်တောက်တောက်အိမ်ညာခုချိန်ကြီးပဲကိုတကယ်စိတ်မကောင်းပါဘူးဒီရဲ့အဲဒါကြောင့်ပြောအောင်ပေါ့ရည်ရည်နဲ့ပတ်သက်ပြီးခဏခဏစိတ်မကောင်းဖြစ်ရမယ်လို့အဲ့လိုမဟုတ်သေးဘူးလေရည်ရည်ရဲ့ကိုစိတ်မကောင်းပါဘူးဆိုတော့ကိုယ့်ရဲ့စကားထဲမှာညဝေခံစားမှုဆိုတာလည်းပါပါလေဟိုမဖြစ်နိုင်မှန်းသိသိနဲ့ယတိရဲ့ယောဂတွေကိုမှဖြစ်ချင်လိုက်တာလို့တော့ကိုမပြောပါဘူးဒါပေမဲ့ယတိခံစားနေရတဲ့အချိန်တွေမှာတော့ယတိနာမှာကိုရှိနေကြတယ်အဲ့ဒါရှင်ပြောပါနော်ကျေးဇူးတင်ပါတယ်ကိုကျော်စာယတိပြောတာတွေကိုနားထောင်ပြီးတဲ့အတွက်ရောယတိကိုနားလည်ပြီးတဲ့အတွက်ရောကျေးဇူးအများကြီးတင်ပါတယ်ကိုနဲ့သိတာဘာမှမကြသေးတဲ့လူတယောက်ကို့အကြောင်းနဲ့အကုန်ထုတ်ပြောလိုက်တယ်အန်နေကိုကျမဖိတ်ခေါ်တယ်တူတူပဲဘာဖြစ်လို့ဘာဆိုင်လို့ဟာသိဆိုင်တာဗောတော့ကိုကပြောလိုက်တဲ့အကြောင်းကတစ်မျိုး तू ကအထိပ္ပယ်ပေါက်သွားတစ်မျိုးဆိုနင့်ကိုထင်သေးမသွားဘူးလားပြီးတော့အဲ့အကြောင်းအရာတွေထဲမှာနင့်အားနဲ့ချက်ကိုသိသွားမလို့လုပ်မယ်နင်ဘာလို့အဲ့လိုရှောက်ပြောလိုက်ရလဲရှင်းရှင်းလေးပဲပေါ့ယုံလို့ပေါ့ဒီဟဲ့ယုံကြည်မှုကိုဘာနဲ့တိုင်းတာမလဲလို့နင်ငါ့ကိုထပ်မမင်းနဲ့နော်ငါမှသူ့ရဲ့ယုံကြည်မှုတိုင်းတာပဲပေးရမရှိနင်ကိုတိုင်ကသူများတကာကိုတန်တရားမျက်လုံးနဲ့လိုက်ကြည့်နေတတ်တာဟုတ်အဲ့လိုတန်တရားမျက်လုံးနဲ့ကြည့်ရတော့မှတခါလေမမြင်ရတယ်မမျောလင်းတဲ့အပြစ်တွေကိုမြင်လာတယ်အဲ့နင်နဲ့လေးမှမစင်စားမိဘူးလားစဉ်းစားပါစဉ်းစားကြလည်းမလို့သူကနင်ပြောသလိုငါ့ကိုဘတော်မှဒုက္ခပေးမှာမဟုတ်ဘူးဆိုတာငါစိတ်ထဲလူလူသိကြားထိုးတယ်လို့ပေါ့နော်ထိုးနေလူနှစ်ယောက်ကမသိဘူးဘဲရရက်ကြည့်နေလူကအဲ့နှစ်ယောက်ရဲ့ပြည့်ရယ်ကိုမြင်နေငါတို့နှစ်ယောက်ကြားမှာဘာပြည့်ရယ်မှမရှိဘူးငါတို့ငါအကြောင်းကြီးပြောပြလိုက်တော့လေငါ့နဲ့မပေါ့လားအဲ့ဆိုနင်တို့ကမိတ်ဆွေတွေပါပဲငါသူနဲ့မိတ်ဆွေဖြစ်ရတာကိုပြောတယ်သူလည်းပျော်လိမ့်မယ်လို့ငါထင်တယ်နောက်ပြီးတော့ငါသူနဲ့စကားတွေအများကြီးပြောချင်တယ်သူနဲ့မတွေ့ရဘူးတတိယအဲ့လောက်ပါပဲအဲ့လောက်ပါပဲဟာနင်တို့ကဒီလောက်မဟုတ်ဘူးဒီလောက်အဲ့လိုအတိုင်းအဆရဲ့ပမာဏတွေတော့ငါမသိဘူးငါသိရဲ့ခင်မင်မှုဆိုတာတိုင်းစားမရှိဘူးရွယ်စားမရှိဘူးဘာဆိုဘာမှမရှိခင်မင်မှုကိုပြောတာအဲ့ခင်မင်မှုကိုဘယ်လိုနာမည်တက်မလဲဆိုတော့မသိတော့ဘူးနင်မသိပေမဲ့ငါသိတယ်အဲ့ဒါအချစ်ဟာအချစ်အဲ့ဒါချစ်တယ်လားတရားနဲ့တရားလက်ဆောင်ပေးတယ်ဆိုတဲ့အယူအဆလေးကဘယ်သူကစပြီးတီထွင်ခဲ့ရတယ်မသိဘူးယတိသိတယ်ယတိမသိဘူး
ဒါမဲ့အရန်ကိုချစ်စရာကောင်းတဲ့ဓာတ်လေးတစ်ခုပါဟုတ်တယ်အဲ့ဒီဓလေ့လေးကိုဒီနေ့အကောင့်ထဲပေါ်ကြည့်ချင်လို့ဒီကိုလက်ဆောင်ကိုပေးချင်တယ်ဘာအတွက်လဲအမှတ်တရဆိုတဲ့အဓိပ္ပာယ်ထဲမှာကျန်တာတွေကအဓိကမကြဘူးအမှတ်တရဖြစ်ဖို့ကအဓိကကြပါတယ်ဒီနဲ့ကိုနဲ့ကြအမှတ်တရလေးတစ်ခုပေါ့ဘာလဲဟိုလွန်ခဲ့တဲ့တလားလောက်ကဒီရဲ့ဓာတ်ပုံကိုရယူခဲ့ပြီးတဲ့ဟော်ဒီကင်မရာလေးပါဒီကင်မရာလေးကယတိနဲ့ကိုနဲ့စပြီးစုံစည်းဖြစ်ဖို့အတွက်အကူအညီပေးခဲ့ဘူးလေရေလက်မခံရခြင်းနဲ့ဘာဖြစ်လို့လဲယတိဘာဖြစ်လဲဆိုတော့ကိုကျော်စားရဲ့ဓာတ်ပုံဆရာဘွားကိုရေကတင်ထားလိုက်လို့ဖြစ်မှာဆိုလို့ကိုတိုင်ကကြည်ကြည်နက်နက်နဲ့တင်ထားခံခြင်းနေတာဆိုရင်ရောဒီကင်မရာလေးကိုနောက်ထပ်ဘယ်နေရာမှာထပ်ပြီးအသုံးမပြုချင်တော့ဘာလို့လဲဆိုတော့ဒီကင်မရာလေးထဲမှာယတိရဲ့ပုံရိပ်တွေထင်ပြီးရဲ့နောက်ပိုင်းနောက်ထပ်ပဲပုံရိပ်မှာထပ်ပြီးထင်မခံချင်တော့လို့ပဲကိုလက်ဆောင်လေးကိုလက်ခံပြီးပါနော်အဲဆိုရေအမြင်နဲ့တင်ထားလိုက်တော့မယ်နော်မျိုးလုံးလေးကိုဘာသာပြန်တတ်တဲ့အတတ်ပညာကိုစတိတတ်မယ်ဆိုရင်ကိုကူပြောလိုက်တဲ့စကားကိုစတိနားလည်မှာပါဒါဆိုရင်ကိုပဲဘာသာပြန်ပြမယ်နော်စတိကိုချစ်တယ်အချစ်မှာဘလို့တစားဆင်မှုမျိုးတွေပါလဲဆိုတော့ကိုမပြောတတ်ဘူးကိုသိတာတခုကတော့ကိုထက်စတိကိုပိုချစ်တယ်ဆိုတာပဲစတိနားထောင်လို့ကောင်းအောင်ကိုကြိုးစားပြီးထပ်ပြောပြမလားကိုကျော်စားအဲ့လိုရိုးရိုးလေးပြောတာပါပဲဒီကကြည်ကြည်နက်နက်ကြီးနားထောင်နေတယ်စကလုံးနေရတာပျောက်ပြက်ခြင်းပျောက်ပြက်သွားနိုင်တယ်ရင်ဘတ်ထဲခံစားမှုရတော့မှပျောက်ပြက်မှာမဟုတ်စတိကိုတကူကိုပြောင်းနေပြောပါဦးယတိကိုကျော်ကမျက်လုံးတွေကိုဘာသာမပြန်တတ်သေးဘူးလား
Hello? Okay. Cuma apa? Betul le? Chứ sao mình nào sẽ bạn này chứ? Cái sao chỉပြောbà? Thì nhà mèo không với nhau nên bao nhà sao kìa Chim đâu đấy? Mỹ yên hoa bao ngàn chết Hả? Mỹ yên hoa bao ngàn chết Chim hay làပြောnào này? Mỹ yên trả đi về thế sao hoa bao ngàn yên lại ghê Mỹ đi đi thì bị lại thì Mỹ yên chết Mỹ sắp liệt thế này Mỹ yên chết tiêu doa nhưng mà nặng là sao biết thế này Mỹ nên nên thang cái về thế sao Mỹ hàng đầu thật sự tiệm thang quên chim Hả? Mỹ tây bên chim sao Mỹ Mỹ tây bên chim sao lúc này yang đâu qua đủ tiền chết chả chết từ tiền chết chả Mỹ ngủ sao Mỹ cho doa biết thế này Masa kau minang, minang, ane target desa, minang sulai, minang ane yang dijauhkan, minang wah, minang jauh muda kasih ni ni saya ni, minang ni macam ni bukan ikan saya, minang tak mesti hebat dia ni, minang jah hebat dia ni, minang jah hebat dia ni.တော့ပါသေးရဲ့အိမ်မက်ဖြစ်နေလို့ တတိလို့ပြီလားနေစမ်းမအောင်ညညတော့ဖုန်းပတ်ပြုတ်ကြတာအကောင့်မတင်မနဲ့ဘာဖြစ်လို့အိပ်ပြောပါဘာဖြစ်တာလဲလူလူပြက်တဲ့နဲ့ဒီတကယ်ပြောနေလားဩခတ်ပါလားငါမနဲ့စော်ရင်တော့ဖုန်းကကြီးအောက်ပြုတ်ကြလို့နေရလဲအိမ်မောကြလို့ဒါဆိုအိမ်မဟုတ်ဘူးပါဘာလဲဟာနေဘာဖြစ်တာလဲငါနေအိမ်မဟုတ်မဘလို့သိမှာလဲငါသိတာဖုန်းကအောက်ပြုတ်ကြတာပဲသိတယ်ညနေညတကောင်ကြောင်ရမ်းထားပြီးဖုန်း60နဲ့ငါလည်းမပြောတာဘူးသွားမျက်နှာသွားသိချင်ငါမှန်းလည်းမသိအဲ့ဒါနဲ့ပဲယတိလေးကကြောက်ကြောက်လန့်လန့်နဲ့ကိုယ်စီပြေးလာခဲ့တယ်ဆိုပါတော့ ကြောက်တယ်ရင်လည်းမဟုတ်ပါဘူး ဘာဖြစ်ပါလဲယတိရဲ့ ယတိစဉ်းစားလို့မရတာ ဘာမှစဉ်းစားကြမလို့ပါယတိရဲ့အခုလိုပဲညာကြီးအချိန်ပြီးတော့သူများကိုဒုက္ခရအောင်လိုက်နှောက်ရှက်တတ်တဲ့ဖုန်းတည့်ရည်ရှိတာပဲဆို ယတိလည်းပထမတော့အဲ့ဒါလိုပဲတွေးလိုက်မိရမှာဒါပေမဲ့ကိုပဲစဉ်းစားကြည့်တယ်မနေ့ကကိုနဲ့ယတိနဲ့ချစ်သူဖြစ်တယ်ဆိုတော့ကိုနဲ့ယတိကလွယ်လို့တခြားဘယ်သူများသိသေးလို့ ဟုတ်သားပဲယတိရောဘယ်သူကိုပြောပြမိသေးလဲ ယတိအမကိုတော့ပြောပြပြီ နေုံကတခုတော့ရှိတယ်မင်းညာကိုတငယ်ချင်းတွေရဲ့ရုံးကဝန်ထမ်းတွေရဲ့ပျော်ဝဲရှင်ဝဲတခုတော့လုပ်ပေးမိတယ်ဟိုအတော့စားတွေပါလို့ယတိကိုလှမ်းမခေါ်လိုက်တာသူတို့တွေကတယောက်ယောက်ကများယတိဖုန်းနံပါတ်ကိုတီးလို့လှမ်းနောက်လိုက်တာများလားမသိဘူး ဒါမှယတိစိတ်ထဲမှာတမျိုးကြီးပဲ ယတိလေးရဲ့ရိုးရိုးလေးပဲတွေးကြည့်ပါဦးသူဖုန်းနဲ့ပြောတဲ့ကိစ္စတွေကဖြစ်မှမဖြစ်နိုင်တာသိကြပါလေဖုန်းတယောက်ယောက်ပဲဖြစ်မှာပါယတိရဲ့
ဒါမဲ့သူပြောတော့တာကြီးကတိကျရေးကို စတီရဲ့ဘယ်ကဘလို့လာမှမသိတဲ့အတန်တစ်ခုအကြောင်းခေါင်းနဲ့ထဲ့မစင်စားစမ်းပါနဲ့ဒီမှာယတိစိတ်တဲ့ရှင်းသွားအောင်လို့ဒီကသူဖုန်းဆက်လိုက်မေးလိုက်တနည်းနည်းနဲ့တက်တည်ပြပါလို့သူတက်တည်မပြနိုင်ဘူးဆိုရင်ဟောရှင်းသွားပြီပေါ့တကယ်လို့သူ့ဘက်ကတခုနဲ့တက်တည်ပြမယ်ဆိုရင်ဘယ်နည်းနဲ့မှဖြစ်နိုင်မှာယတိရဲ့မင်းကဒီဖုန်းအကြောင်းယတိမကိုပြောပြပြီးလားကို့အရင်ဆုံးပြောပြတာသူ့တော့ပြောတင်လားမပြောတင်လားအရင်စဉ်းစားလိုက်အောင်ပြီးမှပဲပြောတော့မယ်သူကအရင်ကြောက်တတ်တာကိုရဲ့အခုယတိကဘာလုပ်မှလဲလွတ်လို့အောင်မလဲပြောပြထားတာတော့မမားပါဘူးယတိရဲ့သူ့စီအကြံဉာဏ်တော်ရသေးတယ်သူလည်းဝိုင်းပြီးတော့စဉ်းစားပြီးပေါ်ရတာပေါ့စတီငါ့ကိုတက်တက်လာချောက်နေတော့မဟုတ်ပါဘူးနော်ခက်တာပဲဟာငါကိုယ်ရင်တော့စဉ်းစားမရအောင်ဖြစ်နေတယ်မနေ့ကဖုန်းတကောဝင်လာခဲ့တယ်ဆိုတာလေအမှန်ပဲအိမ်မဟုတ်ဘူးဆိုတာလေတကယ်ပဲငါကိုယ်ရင်စဝေးစဝါဖြစ်နေတော့နင်လာပြောမှသိချာသွားတယ်နင်ဘလို့ထဲငါမထင်တတ်ဘူးဘယ်ဘက်ကပဲကြည့်ကြည့်ဘလို့နည်းနဲ့မှမဖြစ်နိုင်တဲ့ကိစ္စမျိုးဟာတခါတရံမှာငါတို့မဖြစ်နိုင်ဘူးလို့ထင်ထားတဲ့ကိစ္စတွေကဖြစ်လာတတ်တယ်နော်ငါတို့ဖြစ်လာမယ်လို့ထင်ထားတဲ့ကိစ္စတွေနဲ့ဖြစ်မလာတာအများကြီးပဲလေငါဘလို့မှမစဉ်းစားတတ်ဘူးဟာစောစောပြောသလိုဖြစ်နိုင်ဖုန်းတည်းဆိုတာအေးနေနောက်ဆုံးငါတို့ဘလို့မှမစဉ်းစားတတ်တော့ဘူးဆိုရင်တော့ဒီလိုပဲကောက်ချက်ချအောင်အေးရောဖုန်းဝင်လာတော့မသွားရတော့ဘူးဟာဒုက္ခပါပဲကဲရှင့်ငါပါဟာကြောက်စရာရှိငါလည်းကြောက်ရမှာနော်ဟာမတူးလေဟာနင်ကကြောက်စရာလိုက်မိခွက်ထွန်းမရှာနေရဲ့လူငါကြောက်စရာတွေစရာထွက်ပြေးနေလူအဲ့တော့ငါအခုဘာလုပ်ရမလဲဘာဖြစ်ဟာညပဲအဲ့ဖုန်းလိုက်မကင်နဲ့တော့အဲ့ဆိုဟိုဘက်ကဘသူပဲဖြစ်ဖြစ်ဘာတမ်းပဲဖြစ်မကြားတော့ဘူးပေါ့ငါတို့စီလည်းအရေးကြီးဖုန်းလာကြအကြောင်းကမရှိတာအဲ့လိုမျိုးတော့မရဘူးဟာဘာဖြစ်လို့လဲငါအဲ့ဖုန်းတိုင်ကိုကြကြချင်းစိတ်ထဲမှာတမျိုးခံစားရတယ်အဲ့ဖုန်းကတ်ထဲကနေပြီးတော့တခုကိုကြားတော့မယ်ဆိုတာလေငါကြိုသိနေရဲ့ဟာအဲ့ဒီအတန်ကိုလည်းငါကြားချင်နေမိရဘာဖြစ်လို့လဲဆိုတော့ငါမသိဘူးတတိဒီတော့ပါတော့ဟာနင်ဆက်ပြောချင်လို့ရှိရင်လေကြီးမေပြန်လာမှာဒါမှမဟုတ်လို့ရှင်လေနောက်တစ်ခေါက်ဆရာဝန်စီသွားတဲ့ခါကျမှပြောဟာငါကြောက်လာပြီဟာလေဟာတိတ်ကိုင်းပြုတ်ကြပါနင်ကလည်းတော့ဟာယတိရှင်မတူလေဘုံပြင်းတရားရောက်ရှင်းနေတာလေခါရှိနေတယ်ဆိုတော့မင်းမယုံလားပြောစမ်းမဟုတ်ပါဘူးမင်းတို့ကကြောက်ပြောကြအားရှိနေတယ်ဆိုတော့မယုံမင်းရဲ့ချစ်သူကြောသွားမင်းမငါ့ဘုံပြင်းတရားကိုကြည့်နေကြမင်းရဲ့ချစ်သူကြောသွားအားရှိနေတယ်ဆိုတက်တယ်ပြောင်းပြောခိုင်းဟုတ်တယ်ရှင်ဒီချောင်းတွေဘယ်လိုလုပ်သိလဲဟမ်ငါမင်းဘေးနာမှာညဲရရှိနေတယ်မင်းပါတော့ငါမြင်နေမင်းပါတော့ငါသိနေကျမတောင်းပန်ပါရှင်ကျမတို့မနှောက်ရှက်ပါနဲ့နော်င
ငါပြောတာမင်းနားထောင်မင်းရဲ့ချစ်သူပြောဆိုမင်းမေးပြလိုက်အဲ့ဒါဆိုဒီဘဝလေးဟုတ်ပါဘူးဖြစ်နိုင်ကျမကိုကျော်စောအရန်ချစ်တယ်အေးမင်းကြော်တော့ဆက်မပြတ်တဲ့မျိုးမျိုးမှနောက်ဆက်နေရမင်းတို့နှစ်ယောက်စလုံးကောင်းကောင်းဒုက္ခပေးတယ်အဲ့ဒါမင်းမယုံဘူးလားဟမ်မယုံလုံးဝမယုံကောင်းမင်းတို့တတ်သိကြနတ်မင်းချစ်သူကြော်စွာနဲ့မင်းနဲ့တွေ့နေချစ်မင်းချစ်သူရဲ့ညာဘက်ကျွန်တော်တွေးတွက်တယ်ယူတစ်ခုခုဖြစ်နေတယ်မင်းထိတ်လန့်မှုတစ်ခုခုနဲ့ကြုံရတယ်ကျမတောင်းပန်ပါရှင်ဒီမှာဟယ်လိုကျမတောင်းပန်ပါရှင်ဟယ်လိုငါပြောသားပဲနင်ကငါစကားမှနားမထောင်နဲ့အဲ့ဖုန်းလာမကင်ပါနဲ့လို့သူဖုန်းထဲမှာငါ့ဖုန်းထဲမှာနင်ကြောက်နေတယ်နင်ကြောက်နေတယ်ဘာလို့မပြောလဲပြောရင်မနဲ့မှပြောတော့နော်ဆေးတောက်လိုက်ငါဆေးသွားယူနေမယ်နော်ဒီဖုန်းဆက်ခေါ်လို့ကမန်းတန်းထွက်လာတာကုမ္ပဏီမှာစီးပွေးရှိနေတယ်လည်းနောက်ကျသွားတယ်ကဲစူဇန်မောင်ဟုတ်ဒီတခုဖြစ်နေဘာဖြစ်နေလဲကိုပြောပါနင်းညာဟိုလိုဖုန်းဆက်တယ်ကောကဲစူဇန်မောင်ဘာကြီးထပ်ပြောသွားပြန်ပြီလေယတိရောကိုပြောတဲ့အတိုင်းမပြောလိုက်ဘူးလားပြောလိုက်တယ်ကောသူတကယ်ရှိနေရဲဆိုလို့ရှိရင်တက်တဲ့တစ်ခုခုပြပါလို့ပြောလိုက်တာအဲ့တော့သူကတက်တဲ့တစ်ခုခုပြတဲ့အနေနဲ့နက်ဖန်ကြရင်မင်းချစ်သူညာဘက်ခြေတော့မှာသွေးထက်တိုင်တစ်ခုခုဖြစ်ပါစေလို့ကြိမ်သွားတယ်ကိုရဲ့သူပြောတယ်မနက်ဖန်ကဒီနေ့ပဲလေအဲ့ဒါနဲ့ဒီလေးကစိုးရင်ကိုလမ်းခေါ်လိုက်ရောဆိုပါတော့ဟုတ်လားစစ်တီရဲ့အခုယတိရှိမှာပဲလေကိုကားရက်ပြီးတော့ယတိစီကိုလမ်းလျှောက်လာတယ်မကိုကျွန်တော်ဘာဖြစ်လို့လဲဘာမှမဖြစ်တာဘာလဲယတိကသူပြောတဲ့အတိုင်းဖြစ်မယ်လို့ယုံကြည်နေလို့ယုံတယ်လို့တော့မဟုတ်ပါဘူးဒါပေမဲ့စိုးရင်တော့ကိုရဲ့ဘာစိုးရင်ရရှိလဲယတိရဲ့သူပြောချင်တာပြောတာကိုကကြောက်ပြီးလိုက်စိုးရင်နေရမှာလားဘာပဲဖြစ်ဖြစ်ယတိကကိုဘယ်လိုထိခိုက်မှုမျိုးမှမကြုံစေချင်ဘူးဒီနေ့ကကုန်သေးတာမဟုတ်ဘူးကိုရဲ့စောင့်ကြည့်ပြီးစမ်းသပ်တဲ့ကိစ္စနဲ့မဟုတ်ဘူးဆိုလို့လည်းကြိုးစားစေချင်တယ်ဟုတ်ပါပြီကဲအဲ့တော့ဒီလေးကဘယ်လိုဖြစ်ချင်တော့လဲပြောဖြစ်နိုင်ရင်ဒီနေ့တနေ့တော့ယတိကိုနဲ့အတူရှိနေချင်တယ်ဘယ်လိုအနေမျိုးမှမရှိနေရမျိုးမှာဟုတ်ပြီအဲ့တော့ဒီလိုလို့ယတိကိုနဲ့တူကိုကုမ္ပဏီကိုလိုက်ခဲ့ဟိုရောက်ရင်ကိုမိတ်ဆွေတွေလည်းယတိကိုမိတ်ဆက်ပေးမယ်ကိုနေရာကိုအတွက်အလုံးစုံဆုံးပဲမဟုတ်လားလိုက်ခဲ့နော်ဒါနဲ့ကိုရှင်းလိုက်မယ်လောက်ကြလိုက်ထားရှင်းလိုက်မင်းချစ်ရဲ့ညာဘက်ကျွန်တော်တွေးတွက်ခံယူတစ်ခုခုဖြစ်နေတယ်မင်းထိတ်လန့်မှုတစ်ခုခုနဲ့ကြုံရတယ်ဒီ
ဒီကိုဘာမှဖြစ်ဘူးဒါနည်းနည်းလေးပါဒီဘာမှဖြစ်နေနော်စိတ်ထဲမှာဘာမှဖြစ်နေဒီစီတီထားလေဘာမှဖြစ်ဘူးဒါမှတော်တော်တိုက်ဆိုင်မှုရှိသည်ဘာမှဖြစ်ဘူးဘာမှဖြစ်ရကိုရေးစစ်လိုက်အေးရပြီညီကိုစစ်လိုက်ဒီဘာမှဖြစ်နော်ကိုနည်းနည်းလေးတွေ့နေဘာမှလဲတွေ့ရနည်းနည်းလေးထွက်တာပါယရီရဲ့ဘာဖြစ်လဲဒီစိတ်အေးထားဒီကိစ္စကိုပို့တန်တန်လို့သဘောထားရင်တော့ပို့တန်တန်ပဲဖြစ်သွားလိမ့်မယ်ဟုတ်တယ်ဘယ်မှမသိရဖုန်းလေးကအတန်ဒီစိတ်ကိုတော်တော်တွန်းမိုးနေတာပိုဆိုးတာမနေ့ကကျွန်တော်6ယောက်ကိုမတော်တဆထိရိုက်တိုင်းရသွားပြီးတဲ့နောက်ပိုင်းမှာအဲ့ဖုန်းလေးကအတန်တကယ်ရှိတယ်လို့ဒီကယုံကြည်သွားတဲ့အချက်ပဲသူ့ဘက်ကကြည့်နေကိုချစ်တဲ့ချစ်သူတယောက်ကိုဘယ်သူမှမထိခိုက်မနစ်နာစေချင်ပါဘူးအေးဟာကျွန်တော်ကတော့ယတိကိုဥပဒဏ်ကြောင့်ဥပရောက်ဆိုတဲ့အဖြစ်မျိုးမဖြစ်စေချင်တာအမှန်ပဲယတိရဲ့ကျမ်းမာရေးအခြေအနေကိုဆရာဝန်တယောက်နဲ့ပြကြည့်ကောင်းတယ်နော်ကိုကျော်တော်ပြောချင်တာယတိရဲ့စိတ်ကမူမှန်မဟုတ်တော့ဘူးလို့ပြောချင်တာလားအဲ့ဒီလိုတော့ကျွန်တော်မပြောရပါဘူးဗျာပြောလည်းပြောမထွက်ပါဘူးအဲ့ဒီလိုတကယ်ဖြစ်နေမယ်ဆိုရင်တော့အခြေအနေတွေကတိတ်မလွန်သေးပါဘူးကိုကျော်တော်ယတိရဲ့စိတ်ကကိုကျော်ဆောင်နေတဲ့သက်ဆိုင်နေပါတယ်ဘယ်လိုကျွန်တော်နဲ့လည်းသက်ဆိုင်နေဟုတ်လားဟုတ်ပါတယ်ကိုကျော်တော်အဆဆရာကိုကျော်တော်တတိထားဖို့ပါတယ်ကျွန်တော်ဘာလို့တတိထားမှာလဲယတိပြောနေတဲ့တိုက်ဆိုင်မှုမျိုးနောက်တစ်ချိန်မှဖြစ်အောင်တတိထားဖို့ပါတယ်ဟုတ်တယ်ကိုကျော်တော်အဲ့လိုတိုက်ဆိုင်မှုမျိုးနောက်တစ်ချိန်ဖြစ်မယ်ဆိုရင်ခမားအတွက်ကောယတိအတွက်ကောနှစ်ယောက်စလုံးအတွက်မကောင်းဘူးညီမလေးယောဂါနဲ့ရှိသေးတယ်။ကိုကခံစရာရှိသူများထက်နှစ်ဆခံရမှာ။ပြဿနာတစ်ခုဖြေရှင်းတဲ့နေရာမှာနီးလန့်နှမျိုးရှိနေတာလေ။ပထမနီးလန့်အဲ့ပြဿနာနေပြီးတော့ရှောင်သွား။ဒါမှမဟုတ်လို့ရှင်လေအဲ့ပြဿနာကိုထိတ်တိုက်ရင်ဆိုင်။အခုအမားတို့ဖြစ်နေတဲ့ပြဿနာအဲ့ဒါထိတ်တိုက်ရင်မဆိုင်တဲ့ပြဿနာပဲ။အဲ့လိုရှောင်ထွက်ပြေးလိုက်လို့လွတ်မြောက်သွားမယ်ဆိုလို့ရှင်ငါလည်းရှောင်ထွက်ပြေးနေတာပေါ့ဒါပေမဲ့ဒီကိစ္စအဲ့လိုပြေးထွက်ရုံနဲ့ပြီးဆုံးသွားလိုက်မှာမဟုတ်ဘူးငါထင်တယ်ပြီးသွားပြီမဲ့အချိန်ကာလတစ်ခုထီတော့နောက်ကိုရွေ့သွားလိမ့်မယ်ဒါမှမဟုတ်ကြာရင်လည်းပြီးရင်လည်းပြီးသွားမှာပေါ့ပျောက်သွားမှာပေါ့ငါမှဖြောက်လို့မရတာငါမတွေးပဲနဲ့လေအဲ့အတွေးတွေကငါကောင်းတဲ့ကိုရောက်လာတယ်ပြီးတော့အဲ့အတွေ့အကြုံငါ့ကို6လန့်နေတယ်သူ့ရဲ့6လန့်မှုတော့ညီမလေးရဲ့ကြောက်ရွံ့မှုကပိုများနေရလို့မထင်ဘူးလားယတိအဲ့တော့ငါမသိဘူးဟာအဲ့မေကွန်းငါ့ကိုငါပြန်မမင်းမိဘူးဒီလိုလို့ဟာအကောင်းဆုံးနဲ့ဘယ်သူမှမထိခိုက်နေနေရညဘက်အဲ့လိုရှင်ဖုန်းကြိုးဖြုတ်ပြီးအိတ်တာအကောင်းဆုံးဖုန်းဖြုတ်ထားရမယ်ဟုတ်တယ်လေမတို့အိမ်ညဘက်အရေးကြီးဖုန်းလာစရာအကြောင်းမှမရှိတာပြီးတော့အဲ့ဖုန်းကြိုးဖြုတ်အိတ်တဲ့အတွက်လဲအဲ့အတန်ရဲ့6လန်ညိုညီမလေးကမခံရတော့ဘူးပေါ့အဲ့ဒါပဲကောင်းပါလေငါဖုန်းဖြုတ်ပြီးပဲအိတ်တော့မယ်အိတ်တော့မယ်လား
ဒီကအဲ့လိုစကားကြီးတော့ပြောတတ်နေပြီလား ချိန်နေရတင်မိလိုက်တာလေ ဆိုလိုတာယတိကတော့ကိုယ်စိတ်ကိုမနိုင်သေးဘူးဆိုတဲ့သဘောပေါ့ဟုတ်လား ဟုတ်တယ်နာဖော်ဘလက်ကိုဖြုတ်ပြီးအိတ်ခိုင်းနေရတယ်ဒီအိတ်ရောမပြောင်းဖြစ်နေ ဆရာဝန်ဖြစ်ဖြစ်ကြားကြည့်ပါ ဘာလဲကိုရရီကိုယူနေတယ်ထင်လို့လား ဘူးပေါ့လေဆရာဝန်တယောက်နဲ့ကြားကြည့်တော့တိကျခိုင်လုံတဲ့ဖြည့်ရှင်းချက်တွေသူ့ဆရာရရင်ရမှာလေအဲဒါကြောင့်ပြောတာပါ ရရီအခုကြုံတွေ့နေရတဲ့ပြဿနာကစေးထိုးစေးတောက်ရုံနဲ့ပျောက်သွားမယ့်ပြဿနာမျိုးမဟုတ်ဘူးရရီတယ်လီဖုန်းကိုဖြတ်ထားနိုင်ပေမဲ့ရရီစိတ်ကိုရရီဖြတ်မထားနိုင်သေးဘူးညတကောင်ဆိုရင်တယ်လီဖုန်းတန်တစ်ခုရရီနားရကနေကြားနေရတယ်လို့ပဲနောက်ပြီးအတန်တစ်ခုကိုလေအဲ့ဒီတယ်လီဖုန်းခွက်ထဲကမဟုတ်ပဲနဲ့ရရီနားမှာကပ်ပြီးပြောနေတယ်လို့ပဲရရီခံစားရတယ် 哦，有啲細ကြီး啊，အဲ့ဒါကိုဆွဲလန်းနေလို့ဖြစ်မှာပါကွာ အဲ့တန်တော့ရရီမဆွဲလန်းရဲပါဘူး ရဲဒီမှာကိုပြောပြမယ်ဆွဲလန်းတယ်ဆိုတာလည်းအမျိုးမျိုးရှိတယ်လေကျေနပ်ပြီးတော့ဆွဲလန်းတာလည်းဆွဲလန်းတာပဲတစ်စုံတစ်ခုကိုကြောက်ရွံ့ပြီးတော့ဆွဲလန်းတာလည်းဆွဲလန်းတာပဲလေအဲ့တော့ကိုအကောင်းဆုံးအကြံတစ်ခုပေးမယ်ကွာဒီအဲ့ဒီဖုန်းပြန်တက်ထားလိုက်တော့ စတိရတယ်ဒီလေညအိမ်မပြောမဲ့တူတူကိုရိုညဆိုဖုန်းပြောမယ်လေအဲဆိုရင်ကိုရိုဖုန်းပြောနေတော့မှတော့ဘယ်ဖုန်းမှကြားပြဖို့လာတော့မရဘူးဟုတ်ဘူးလား ကောင်းတယ်ရေဖုန်းပြောကြမယ်ကိုအဲ့ဒီတွေကိုဘာလို့အရင်ကမစဉ်းစားမိရလဲ တနာလို့ဟောညအိမ်မပြောပဲအေးစေးတောက်အိမ်နေရတယ်တနာလို့ စိတ်ကောက်နေလားဟာရေနေနဲ့စကားပြောနေတယ်အဲ့ဒါအခုမှဖုန်းလာတက်လိုက်ပါကိုရေစိတ်မကောက်နဲ့နော်ရေစကားပြောကြမယ်လေကိုရေတို့ကိုပြောနေနေဖုန်းပြောကြမယ်ဆိုကိုမနောက်နဲ့ကွာတခုပြောကိုမနောက်နဲ့နော်ကိုအဲ့လိုမကြီးပါနဲ့အဲ့ရင်တော့ယတိမုန်းတယ်အမင်းမနောက်ပါနဲ့ကိုနော်ယတိမင်းကားစကားကိုဒီနားမထောင်သေးဘူးလားဟမ်မဟုတ်ပါဘူးယတိမင်းကားညာမင်းကားနဲ့ဆက်သွယ်ဖြတ်မင်းကြိုးစားအဲ့ဒီတော့မင်းကိုဖြစ်ပေးရနော်မင်းချစ်မင်းနဲ့တွေ့တယ်ကျော်စောရဲ့အောင်းပေါ်စုံတစ်ခုပြုတ်ကြတယ်ထိခိုက်ရတယ်အဲ့ဒီတော့မင်းညံ့ညံ့ကြရတယ်ဆိုကိုပေးတဲ့အကြံစီကမအောင်မြင်ဖြစ်သွားတာမဟုတ်လားယတိ အဲ့လိုတော့လည်းမဟုတ်သေးဘူးလေကိုရဲ့ဖုန်းမိသားကိုနားထောင်နေ
ဖုန်းမသူဆက်တယ်ဆိုတော့ယတိကဘယ်လိုလုပ်သိမှာလဲ ရှုပ်ပါတယ်ကွာအဲ့ကောင်ဖုန်းဘယ်ကနေဆက်တလဲဆိုတော့ဖုန်းရောတစ်စင်ဖုန်းနံပါတ်ကိုစုံစမ်းပြီးတက်ဆိုင်ရတာတိုင်ပလိုက်ကွာ ကိုကလည်းဖုန်းဆိုတာများဘယ်နေရာဆက်ဆက်ရတာပဲပြီးတော့အဲ့လိုလုပ်ဖို့စူးစမ်းမှပဲကို့ဘောအန်နေနေများကြောက်လာမလားလို့ ဒိတ်ပင်ရှိရတယ်ဒီဟာ အတိတ်ပဲရှိရမရှိရတဲ့အန်နေမရှိဘူးကပိုအရေးကြီးရဲ့ကိုယတိကတော့ဟိုတခါတော့လို့ကို့ခြေထောက်မှာဒဏ်ရာအနာတရားဖြစ်တာမျိုးတော့နောက်တစ်ခါထပ်ပြီးမကြုံချင်ဘူး ဒီကလည်းအဲ့လိုမစိုးရိမ်ပါနဲ့ပါလေဂျယ်ရီကညဖုန်းနဲ့ဟိုကောင်ပြောသွားသလိုကိုကောင်းပေါ်တစ်ခုပြုတ်ကြပြီးကိုကောင်းမှာဒဏ်ရာရမယ်ဆိုတော့တကယ်ယုံနေလို့လားမဖြစ်နိုင်တာယတိရဲ့တိုက်ဆိုင်မှုဆိုတာနှစ်ခါပြန်မတိုက်ဆိုင်နိုင်ဘူးမိထားလိုက်စမ်းပါ ယတိကပိုပြီးမေ့ချင်တာပေါ့ဒါပေမဲ့မေ့လို့မရဘူးကိုရဲ့အခုချိန်စားတက်နေတာယတိရဲ့ချစ်သူလေ ကောင်းပါယတိအဲ့တော့ယတိဘာဖြစ်ချင်လဲကိုဘာလုပ်ပေးရမလဲ ယတိတို့ပြန်ကန်နေအချိန်ထိဒီနေရာလေးမှာပဲဆက်ပြီးထိုင်နေကြရအောင်နော်သူတစ်ပြည့်ကိုဘောဘလို့အနေရမျိုးမှမကြောက်ရောက်နိုင်တဲ့နေရာမျိုးမှာ စိတ်ချယတိကိုလိုပြန်တဲ့အထိကိုဒီနေရာနေဘယ်ဟိုမှမယူယတိရှိမှာနင်းနေထိုင်ရနော် ဒီတိတ်ကြောက်နေလား ယတိကိုတိတ်ချစ်တယ်ကို စိတ်ချပါယတိကိုဘာမှမဖြစ်နိုင်ဘူးယတိအချက်ကကိုကောင်းကောင်းစောင့်ရှောက်ပေးနိုင်မှာပါ ဟုတ်ကဲ့ပါကို ယတိဒီမှာညနေအောင်စောင်းသွားတယ်ကိုဘာမှမဖြစ်နိုင်ဘူးကိုမပြောဘူးလားတိုက်ဆိုင်မှုဆိုတာနှစ်ခါမရှိနိုင်ပါဘူးလို့ ကိုအဲ့ဆိုကိုဘာမှဖြစ်တော့ဘူးပေါ့နော် စိတ်ချလက်ချယုံထားလိုက်ပါယတိရဲ့တကူပြီးရင်ယတိကိုအိမ်ပြန်လိုက်ဖို့မယ်ယတိကိုပို့ပြီးရတယ်ကိုအိမ်ကိုတန်းကျင်မယ်ဘယ်မှမသွားတော့အစိတ်စိတ်ချပြီ ဟုတ်ကဲ့ကို ဘာဖြစ်လို့လဲမလေးစောင်းမပတ်တဲ့ချင်းလေဘာဖြစ်လို့လဲမလေးခုတော့အဲ့လိုဖြစ်နေရမကောင်းဟာခုတော့စဉ်းစားသင့်နေပြီဖြစ်ပါဘူးဘာဖြစ်တော့အေးဆွဲလန်းလို့ဖြစ်သွားငါစိတ်ကဆွဲလန်းလို့ဖြစ်သွားတာပါ
အိတ်တော့အိတ်တယ်ဒါပေမဲ့အိတ်ရတာမပြောဘူးကိုယရီညာအိတ်မဆိုရင်မက်တယ်ကိုရဲ့ယရီအိမ်မက်တယ်ကိုအပြစ်မဖြစ်မလာစေချင်ဘူးကိုယရီကိုတခုခုပြောပါယရီစိတ်ချမ်းသာတဲ့စကားတခုတော့ကိုယရီကိုပြောပါအောင်ကိုရဲ့ယရီအိမ်မက်တယ်ကနေလွတ်မြောက်ချင်ပြီးကိုရဲ့ဒုတိယကြိမ်တိုက်ဆိုင်မှုလို့ပဲသဘောထားလိုက်ပါဖုန်းရဲ့ကောင်ပြောလို့ဖြစ်တာမဟုတ်ဘူးနော်ယရီကိုစကားတခုပြောပြစီအဲ့ဒီစကားအတွက်ကိုယရီကိုစိတ်မဆိုးဘူးယရီကြိုပြီးတောင်းပန်ပြစီကောယရီတို့နေခဏလောက်မတွေ့ပဲနေကြရအောင်နော်ယရီမင်းဘယ်လိုပြောလိုက်တာလဲကွာယရီကိုချစ်လို့ပါကိုယရီကိုကကိုထက်ယရီကိုပိုချစ်ထားတာကိုဘဝမှာယရီတယောက်တည်းကိုပဲချစ်ခဲ့တာကိုချစ်သူရဲ့အဝေးမှာနေပြီးအသက်ရှင်ခွင့်ရနေတာတဲ့ဆိုင်ကိုချစ်သူနားမှာနေပြီးတော့ကိုအသက်အသေးခံလိုက်ခြင်းအဲ့ဒီတက်တီကိုဘယ်ရရလဲသိလားအဲ့ဒီတက်တီတွေမင်းစီကရတာကိုမြန်နိုးတဲ့ပစ္စည်းလေးတခုကိုအနားမှာရှိပြီးယုံရွပြက်စီသွားတဲ့ဆိုင်ကိုအဝေးမှာရှိနေမိမယ်အကောက်ပဲကလေးလေးဖြစ်နေတာယရီပို့ပြီးလို့ချင်တယ်ကိုယရီကိုတတ်တယ်မရှိဘူးလို့ကိုဆွဆွဲယရီချစ်ချင်နဲ့ကြီးခိုင်ယူပါယရီကိုဆုံးရှုံးမခံနိုင်ဘူးကိုအဲ့ဘာဖြစ်ပါလဲယရီကိုမိချလို့ပေါ့ကိုအထိပ္ပယ်မရှိဘူးကွာကိုလုံးဝလက်မခံနိုင်ဘူးဒီမှာယရီကိုတော့ကတော့အချစ်ဆိုတာရယူခြင်းပဲဘယ်ကလာမှန်းမသိအတန်တစ်ခုကြောင့်မင်းနဲ့ကိုနဲ့ဝေးရတော့မှလားယရီတတ်တယ်မရှိဘူးလားကိုတို့အတူတူရင်ဆိုင်ကြအောင်ကွာနော်ကိုစကားဟိကြားရယရီမအားရပြည့်ရှိရကိုယရီတယောက်လည်းရှိနေတဲ့အချိန်မှာယရီမအားရမရှိကိုနဲ့တွေ့ရတဲ့အချိန်ဆိုတာလေနည်းနည်းပဲရှိရကိုရှိဒီကိုလိုလက်ထပ်ကြယရီရဲ့ရှေ့မှာကိုအမြဲရက်တည်နေနိုင်ဖို့အတွက်ပြီးတော့ယတိရဲ့လုံခြုံမှုအတွက်ကိုအဲ့ဒီအခွင့်အရေးလေးတစ်ခုတော့ပေး
ရှင်မင်းငါပြောတဲ့စကားခုထိနောက်ပါဘူးဟမ်ကျမတောင်းပန်ပါတယ်ရှင်လည်းကိုကျော်စောထိခိုက်ကြရအောင်လုပ်ခဲ့ပြီပဲကျမလည်းမျက်ရည်ကျခဲ့ပြီပဲကျင်တတ်ပါတော့ရှင်ကျမကိုကျော်စောမခွဲနိုင်လို့ပါမင်းကျော်စောခွဲနိုင်မင်းနဲ့ငါနဲ့ထားခဲ့ကြတဲ့သစ္စာနောက်ထပ်ဘယ်သူနဲ့မှလက်ထပ်မရှိဘူးကျမတောင်းပန်ပါတယ်ကျမကအဲ့ဒီအတိတ်တကယ်ရှင်းနေခဲ့လို့ရှိရင်လည်းအဲ့ဒီအတိတ်ကသစ္စာတွေကိုဖြတ်ပြစ်လိုက်ပါတော့နော်ကျမတောင်းပန်ပါမဖြစ်တယ်တော့မဖြစ်တယ်ကျမတို့စိတ်မှာရှိနေတဲ့အတိတ်တွေဆိုတာလေအမားတို့သင်္ကန်းစာထုတ်ရလို့ဘာမှအတိတ်ပဲမရှိပါဘူးရှင်ဘာမှအကျိုးမရှိပါဘူးကျမတောင်းပန်ပါတယ်ရှင်အဲ့အတိတ်ကသစ္စာတွေကိုမြစ်ပြစ်လိုက်ပါတော့နော်ကျမတောင်းပန်ပါတယ်တောင်းပန်ပါတယ်ရှင်ရမင်းကဘဝအောင်ခေါ်သွားမင်းငါနဲ့လိုက်မလိုက်နိုင်ဘူးမင်းမလိုက်မင်းစီလာခဲ့မင်းလူလောကရဲ့အဆွဲထောက်ပါမင်းကိုတတ်ပြီးမင်းဝိညာဉ်မှာပြန်ခေါ်သွားရကျမတောင်းပန်ပါတယ်ရှင်ကျမတောင်းပန်ပါတယ်ကျမကိုကျော်စောလက်ထပ်ဖို့တိဆုံးဖြတ်ပြီးပါပြီရှင်ကျမကိုချစ်တယ်ဆိုလို့ရှင်ကျမနဲ့ချစ်ချင်မခွဲပါနဲ့ရှင်နော်ချစ်မင်းတို့လည်းမတော်တော့လက်မချစ်ပြစေရငါစကားကိုနားမထောင်နဲ့မင်းရောမင်းချစ်ကြော်သွားတော့တရားစလုံးငါတတ်တယ်ကျမရောက်စလုံးလာမဲ့စနေနေ့ကျမင်းတို့တရားပဲတတ်တဲ့ကုန်ပြီမင်းတို့တရားစလုံးတရားလိုက်ပြီကျမတို့စတရားမယ်ကျမတို့စလုံးတရားမယ်ဟုတ်လာမဲ့စနေနေ့နေ့လေ7 နာရီထိုးတဲ့ခရီးပင်လမ်းမှာမင်းနဲ့ကြော်စွာနဲ့ကားတိုက်ပြီးသိလိုက်ကားနာကနိခကွေကိုတစ်ကားနဲ့ရောက်ပြီးပြစ်လိုက်ရှင်းပါလားစောစီပဲလေဟုတ်တယ်ဒီကိုပြောစရာရှိလို့လားအိမ်ကိုဖုန်းလိုက်ဆက်ပါလေကိုဒီကိုထွက်သွားပြီဆိုတော့ကိုဒီကိုလိုက်လာအေးကွာကိုလည်းဒီနေ့မနေ့မှာ fax ပို့စရာရှိတယ်ဆိုပြီး sorry ထွက်လာကဲစူးစမ်းအောင်ရည်ရပါပြောမှုဒီအချိန်မှာဒီစကားကိုပြောထားတဲ့အတွက်ဒီစိတ်မကောင်းဘူးဒါပေမဲ့မပြောလို့လည်းဖြစ်ကိုဗီဒီယိုနဲ့လက်ထက်နဲ့စီစဉ်ခဏလောက်ရှိလိုက်ကြတာဘာရည်ဘာပြောလိုက်တယ်ရည်ဒီစကားကိုပြောတယ်မပြောတယ်တညာလုံးစဉ်းစားခဲ့တယ်ကိုနောက်ဆုံးထွက်လာတဲ့ဖြေရတဲ့ဒီအဖြေရည်တင်ရမှာမကြောက်ပါဘူးဒါပေမဲ့ကိုနဲ့ခွဲရမှာတော့ရည်ကြောက်တယ်ဓမ္မကြီးမင်းနဲ့ကိုနဲ့ဘယ်တော့မှမခွဲစေရဘူးလို့ကိုဂတိရဲ့အချိန်ချင်းပေးထားပြီးပြီလေဒါနဲ့ကိုချေရည်လေးနှစ်ယောက်အတွက်နောက်ဆုံးချိန်ဖြစ်နေပြီကွာဒိတ်ပဲမရှိလိုက်တာကွာစီမင်းကိုယူနေပြီလို့မစွတ်စွဲခြင်းပဲမဲ့အခုစွတ်စွဲရတော့မယ်အခုချင်ကိုရိုနှစ်ယောက်ရဲ့နောက်ဆုံးချိန်မဟုတ်ဘူးကွာကိုရိုနှစ်ယောက်ဘဝတဲ့အခုမှအစပြိုးရမယ်အချိန်မစခင်မှာပဲဆုံးသွားပြီကောနင်းညာဖုန်းထဲမှာသူအရန်ကိုတောင်းကြတယ်
ယတိတို့နှစ်ယောက်လက်ထပ်မဲ့အစီအစဉ်မဖြစ်လာမယ့်စနေနေ့လယ်12 နာရီအချိန်ခရီးပင်လမ်းမှာယတိတို့နှစ်ယောက်စလုံးကားတိုက်ခိုင်အပြီးတိတ်ပါစေလို့သူပြောသွားတယ်သူကားနံပါတ်တောင်ပြောပြသွားတာဟဲ့ကားနံပါတ်ကဒီခါပဲကိုတစ်တဲ့ကိုယတိယာဒီမှာယတိယာကိုပြောတာနဲ့အဲ့ဒီကောင်ပြောတာဘယ်အောင်ပို့ရုံတယ်လဲယတိယာဒီမှာကိုတို့တွေကဗုဒ္ဓဘာသာလူမျိုးတွေကံကြမ္မာဆိုတော့ဘသူကမှဖန်တီးပေးလို့မရအောင်နော်တေခြင်းတရားဆိုတော့လေအဲ့ဘာမဟုတ်တဲ့အတန်တစ်ခုကဖန်တီးပေးလို့မရအောင်ယတိယာကိုပြောတာမယုံဘူးလားဒီမှာကိုယတိယုံတဲ့အတိုင်းကိုလက်ယုံခိုင်းနေတာမဟုတ်ဘူးဒါမှဒီတခါယတိပြောတဲ့စကားကိုနားထောင်ပေးပါအခုလာမယ့်စနေနေ့ကျရင်မနေ့မိုးလေးနဲ့အချိန်အစားပြီကိုဘယ်မှမသွားပါနဲ့နော်ဖြစ်နိုင်အိမ်ထဲကအိမ်မင်းတော့မထွက်ပါနဲ့ကိုယတိကိုချစ်အဲ့စကားနားထောင်ပါနော်ယတိယာကိုယတိပြောတာနားထောင်လားနားမထောင်လားကောင်းပြီလာမယ့်စနေနေ့ကြရင်ကိုဘဲဦးမှမတော်တနေ့လုံးအိမ်မှာနေမယ်နော်အဲ့ဒါယတိကိုချစ်လို့ဟုတ်ပြီနော်စိတ်အေးထားနော်စိတ်အေးထားခေဝနာနေရတယ်ကိုခေဝနာနေရအော်ယတိဒီမှာလေကိုစွတ်ထားတဲ့ရေမွေးရခရီးပန်းနဲ့ရတယ်ယတိရဲ့ Asterix တဲ့စိတ်ဘာမှမဖြစ်တော့နော်ဒီကူးဆက်နေကိုရင်ဖုန်းလေးယတိရဲ့ဘယ်မှမသွားနဲ့နော်နောက်ကိုစိတ်ချကိုဘယ်မှမသွားကိုအိမ်မှာပဲနေမယ်နော်ယတိလည်းဘယ်မှမသွားနဲ့နော်နောက်2 နာရီလောက်ဆိုရင်ကိုရီးယားအချိန်ကိုပြန်ရပါပြီယတိရဲ့ရေရိုးနှစ်ယောက်ရဲ့ဘဝနဲ့ရှင်နိုင်အဲ့ဒီအချိန်လေးရမပြောပါတော့ပါဘူးကိုရဲ့ကိုဘယ်မှမသွားနဲ့နော်ဒီဆိုရင်လည်းပြောတာပါစိတ်ချယတိကိုငင်းငင်းနေထိုင်နေမယ်နော်ယတိလည်းစိတ်အေးထားနော်ကိုတို့ရဲ့ကံကြမ္မာကိုဘသူကမှမစည်းရင်နိုင်ပါဘူးကွာနှစ်ဖန်ရောက်ဖို့အတွက်ဒီနေ့ဆိုတာအများကြီးဖြစ်ရတာမလားကိုရဲ့ဟောယတိဟယ်လိုဒီခဏနေတော့မှကိုဖေးပြန်လာလို့စကားပြောလိုက်အောင်မယ်ပြီးရင်ကိုပြန်ဆက်မယ်နော်ဟုတ်
10 နိုင်တော့ထုတ်ပြီးသွားပြီတားရေဖေဖေတို့တခုကူညီပါအောင်တားရေ ဟုတ်ကဲ့ဖေသားပါလုပ်ပေးရမယ် နိုင်ငံခြားကုမ္ပဏီနဲ့ဖေဖေတို့ကုမ္ပဏီနဲ့ investment တခုအတွက်ကိုလက်မှတ်ထိုးဖို့ရှိတယ်တခြားကုမ္ပဏီနဲ့ share holder တွေအားလုံးထိုးပြီးပြီဖေဖေတို့ကုမ္ပဏီကလက်မှတ်ထိုးဖို့ရှိတယ်အဲ့တော့ဖေဖေကိုစားသားသွားပေးပါကွာနော်ဖေမနေ့ကတော့သွားလို့မရအောင်လားဖေဟုတ်ဖြတ်လို့ရရင်ဖြတ်ပေးပါလားဖေတားလေတားမနေ့ကဆန်ဒီလီတားရဲ့အဲ့ဒါဆိုဖေဒီလိုလုပ်ပါလားနေ့လေတနိုင်လောက်မှသွားလို့မရအောင်လားဖေမရဘူးတားရဲ့နိုင်ငံခြားရဲ့ဧည့်သည်တွေကလက်မှတ်ထိုးပြီးရင်နေ့လေတနိုင် flight နဲ့ပြန်ဖို့ဖေဖေတို့အားလုံးစီစဉ်ပေးလားတားကိုလှုပ်လိုက်မယ်လို့လည်းဖေဖေကိုဖုန်းဆက်ထားတယ်ပြက်ကွက်လို့မရဘူးတားရဲ့ဒါသွားပြအောင်သွားပြပါဟုတ်ပြီဖေသားသွားပြရမယ်ကုမ္ပဏီဘယ်ကုမ္ပဏီလဲဖေ Heaven Company တဲ့ Heaven ဒါမင်းနေလို့ပါခေပင်လန်းကလေခေပင်လန်းဟုတ်လားဖေဟုတ်တယ်လေတားရဲ့အော်ဖေဖေမေလို့ဖေဖေသားကိုပြောအောင်မယ်သားကောက်ဖေဖေခဏယူသွားမယ်ဖေဖေကနောက်တစ်ပတ်လောက်ကြာမှ workshop ရမှာတားရဲ့အဲ့တော့တားခေပင်လန်းကိုတိုက်စီနဲ့အသွားပြန်သွားပြီးတော့ဟုတ်လားဖြစ်နေလို့ပဲကိုဘာဖြစ်နေလဲရေတို့ပြောစမ်းမယတိကိုကိစ္စတစ်ခုနဲ့အပြင်သွားရမယ်ယတိအဲ့ဒါယတိကိုလှမ်းပြီးသိပေးတာဟာကိုကလည်းမသွားဘဲနေလို့မရဘူးလားကိုရဲ့မသွားဘဲနေလို့မရဘူးလားမရဘူးယတိဖေအလုပ်ကိစ္စအရင်ရေးကြည့်နေလို့ကိုသွားမှဖြစ်မယ်အဲ့ဆိုယတိကလိုက်မယ်ကိုရဲ့ယတိကိုစိတ်မချဘူးကိုနောက်မှယတိရှိနေခြင်းနဲ့ယတိကိုဘာမှမဖြစ်စေရပါဘူးကိုအလုပ်ကိစ္စပြီးရတယ်ယတိစီကိုအရင်ဆုံးလာခဲ့ပြီနော်ယတိစိတ်အေးထားနော်နေအောင်ကိုသွားမယ်နေရဘယ်နေရလဲခေပင်လန်းနဲ့ရှင်ယတိမပြောကိုမပြောယတိမလိုက်မယ်ကိုအိမ်မှာစောင့်နေယတိကိုစီအခုချက်ထွက်လာခဲ့မယ်ယတိဟယ်လိုယတိအခုရဒီနားမှာမရလိုက်တော့ကျွန်တော်တို့နိုင်ဝက်လောက်ခဏစောင့်ဝင်တော့ကျွန်တော်တို့ပြန်လာခဲ့မယ်စောင့်လို့မရဘူးဗျကျွန်တော်အုံနာဆက်ညိုက်ထုံးပြန်ရအောင်လာခဲ့လို့ပြောထားတယ်ဖြစ်နိုင်တော့စောင့်ပေးပါကျွန်တော်ပတ်စံပို့ပေးပါမယ်ဖြစ်နိုင်လို့ပါဗျာကျွန်တော်ဖြစ်နိုင်စောင့်ပေးပါလေကျွန်တော်တောင်းပါမယ်နော်အဲ့ဆိုရေဘယ်လိုလုပ်ကြလဲမတက်နိုင်မရှိသေးရဲ့ကျွန်တော်ထွက်မှာတော့မစီမှားကြတာဒီမှာကျွန်တော်ဆက်
ဖြတ်ပြီးပြန်အောင်ပါဘောနော်ဟုတ်လား ဒီပြန်စရာလမ်းဒီတလမ်းပဲရှိတာကို ကိုယနေ့ဒီနေရာလေးမှာပဲလေ7 နာရီကျော်ထိုင်နေလို့မရဘူးလား ရှရီရဲ့ကုမ္ပဏီကဒီနေ့စနေနေ့ဆိုနေဝက်ပဲဖွင့်တာတော့ကြနေပိတ်တော့မှာဘယ်လိုလဲထုံးလို့လဲ 12 နိုင်တူ15မိနစ်ရည် ကိုဒါဆိုဟိုနေ့ကပြောတဲ့အချိန်နဲ့နေရာရအရင်ကိုတိုက်ဆိုင်လို့နေ ရည်ရဲ့တော့လည်းကြောက်မလို့ပါနဲ့ရည်ရဲ့ရည်နာမှာကိုတယောက်မရှိပါနဲ့ဒီအန်တွေကကိုတို့ထွက်ပြေးနေကိုတို့နောက်ကိုလိုက်နေမှာပဲလေအဲ့တော့ကိုတို့လူချင်းဆိုင်လိုက်ကြရအောင်နော် ကိုရန်ကြောက်တယ်ဒီနားဆက်မလျှောက်ရတော့ မကြောက်ပါနဲ့ရည်ရဲ့မှာဟိုထိပ်ရောက်လို့ရှင်ကောင်းငားလို့ရမှာပါရည်ရဲ့ဘာမှမကြောက်ဘူးလားကိုရှိကိုတွေ့တာ နေဦးကိုတို့ဒီအချိန်ဒီနေရာမှာတေးရမယ်ကံကြမ္မာပါလာကိုတို့တေးကိုတေးမှာပဲချီဘာမှမကြောက်နဲ့ချီကိုတို့တူရင်ဆိုင်ရရှရီမျိုးလုံးဖွင့်ကြည့်ပါဦးဟိုဘာမှမရှိတော့ဟိုကားကြီးလည်းမရှိတော့ရှရီဝချီတယ်12 နိုင်ကျော်သွားပြီကိုလိုအန်နေကနေလွန်မြောက်ပြီကိုလိုဘာမှမဖြစ်တော့ကိုလိုမသိတော့ရှရီတွေ့လားကိုလိုရဲ့သစ္စာတရားကိုဘယ်သူမှဖျက်လို့မရတော့ကိုလိုမသိတော့ရှရီမနာရကိုရဲ့ ကိုလိုဘာမှမဖြစ်တော့အေးလေလူဆိုတာအချိန်တန်ရင်ကိုလန်းကိုရှောက်ကြရတာပဲမခွဲခြင်းမနဲ့လည်းခွဲရမယ်မဆုံခြင်းမနဲ့လည်းဆုံရမယ်ဘယ်တတ်နိုင်မှာလဲသမီးနဲ့မောင်ချော်စွာပေါင်းမှုကံပါလာလို့ပေါင်းကြရတာ အဲ့ဒါကိုနားလဲပါကြီးမယ်ဒါပေမဲ့ဘာဖြစ်လဲသူတို့လူငယ်ချင်းကလည်းနားလည်မှုရှိလူကြီးတွေကလည်းသဘောကျဘာများပြောစရာကြံသေးလို့လဲ ကြည့်မိရဲ့သမီးလည်းအကောင်းဆုံးဝင်
ကိုကျမရတော့ကိုကယူဆိုင်တယ် ငါအခုချက်ချင်းလက်ထက်မှာမဟုတ်သေးတာနည်းနည်းရတယ်ဟာလေညစွာစိတ်တိုက်ချင်တော့လား ငါတို့အပန်းမကြည့်ပါဘူးနေကောင်းတာကိုကကူနေပြီးတော့ကိုကျော်စားကလည်းနင်းတို့အဖော်ကောင်းတယောက်ဆိုငါယုံကြည်ပြီးသားကျင်းနေပြီ ဒီလက်ရှိနဲ့ကိုယ်နဲ့လက်ထပ်ပြီးရင်လက်ထိလက်လေးမှာစွပ်ပေးမဲ့လက်စွပ်လေးမလှအောင်လားစီဗျာ ကိုတိတ်ပြောင်းနေလား ဘယ်လိုပြောလိုက်တာလဲဒီရဲ့ကိုချစ်သူနဲ့လက်ထပ်ခွင့်ရတာမပြောတဲ့လူပဲရှိမှလေဒီရဲ့ ရည်လည်းကိုလိုပဲတိတ်ပြောချင်တာလေဒါပေမဲ့ရည်ရဲ့စိတ်ကလင်းနေတယ်ဒီကိုနဲ့မခွဲနိုင်ဘူးခင်ဗျာ ဒီရဲ့ကိုတခုပြောမယ်နော်ကိုတို့နှစ်ယောက်ကိုလေဘယ်သူကမှမခွဲနိုင်တော့ဘူးကိုတို့နှစ်ယောက်ရဲ့သစ္စာတရားကိုလေဘယ်သူကမှမဖြတ်နိုင်တော့ပါဘူး ကိုသိကြလား သိသေးကြတာပေါ့ယတိရဲ့သူကိုတို့ကိုရှုံးပေးသွားပါပြီ ရည်ကတော့အဲ့ဒါလိုမထင်ဘူးကိုရသူတနည်းနည်းနဲ့ရည်တို့အနောက်ရှက်ပေးအောင်မယ်လို့ရည်ထင်းနေတယ် ယတိရဲ့ဖြစ်မလာသေးတဲ့အန်ရည်တွေကိုကြိုတွေးပြီးတော့စိတ်ညစ်နေမယ်စားရှင်ကိုတို့ဒီအကောင်းဆုံးတွေကိုပြောင်းလဲထားကြရအောင်နော် ရည်နဲ့အဲ့ဒါလိုပဲမျောလွှင့်ခဲ့တာပဲကိုရဒါမဲ့အဲ့မျောလင်းချက်တွေကပဲရည်ကိုပြန်ပြီးတော့ခြောက်လန့်တယ် အဲ့ဒီ6လမ်းမှုရလုံးဝပြီးဆုံးသွားပါပြီယတိရဲ့အခုဆိုရင် तू ပြောတဲ့အတိုင်းကိုတို့ဘာမှမဖြစ်ဘူးလေပြီးတော့အခုဆိုရင်ယတိနာမှာကိုရှိနေပြီလေနောက်ဆိုရင်ဒီတဲ့အနည်းဆုံးနေရာမှာတော့ကိုတို့ညအတူတူရှိအောင်ပါယတိရဲ့ ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ကိုရည်စိတ်တွေအများလှုပ်ရှားနေတယ်နောက်ပြီးရင်းနေတော့ခုန်နေတယ် ဒီရဲ့ဒီလိုအချိန်မျိုးကမိန်းကလေးတယောက်ဖို့စိတ်ကြီးလှုပ်ရှားမယ်ရင်ခုန်ရမယ်ဒါသဘာဝပဲယတိရဲ့ မဟုတ်ဘူးကိုရရည်ကြောက်နေတယ် ဒီရဲ့ခဏနေရင်ကိုကယတိရှိမှာတရားဝင်ရက်တီဝင်ရတော့မှာယတိရဲ့ ရည်ကျင်နေပါလေကိုရခဏကြာလက်ထပ်စာချုပ်မှာရေးထွန်းနေရည်လက်မှတ်တယ်ရည်ဘဝအတွက်နောက်ဆုံးလက်မှတ်ဖြစ်နေမယ်ဆိုတော့ရည်ကျင်နေတဲ့တူလား ဒီရဲ့နမေမရှိတဲ့စကားတိုင်းပြောပါနဲ့ကွာဒီချင်းကိုလိုနှစ်ယောက်အတွက်မင်္ဂလာယူရမယ့်အချိန်ကိုလိုနှစ်ယောက်ကိုဘယ်သူကမှမခွဲနိုင်တော့ ကျေးဇူးတင်ပါတယ်ကိုနဲ့ပတ်သက်တဲ့ညအရာရအားလုံးချစ်ချစ်နဲ့နဲ့လက်ခံမှုရည်ဆုံးဖြတ်လိုက်ပါမယ် အစမ်းကိုချစ်စရာကောင်းတာပဲဒီလေး က
你都问你啊，你有考啦呢？ရောက်တော့သိရမှာပေါ့ရောက်တော့မယ်တစ်လှမ်းနှစ်လှမ်းသုံးလှမ်းကဲနှစ်ဖုံးလေးဖွင့်လို့ရပါရဲ့အာဒီမှာထိုင်ပါဦးဟိုကြည့်လိုက်ပြီးရင်ဟိုမှာကြည့်လိုက်ဟိုးရင်ယတိကိုတက်ကုန်လေးတွေရိုက်ပေးတယ်စစ်ပါကဲဘောဒီကိုစိတ်ပေါ်ရမ်းလို့ကြဒီကိုချင်ရစားပြီးတော့ဒီဘဝကြီးတစ်ခုလုံးစိတ်ချမ်းသာပါပြီလို့မှတ်ယူထားလိုက်တော့နော်ဒီအားငယ်တာတွေကြောက်ရွံ့တာတွေတိုက်ဆိုင်မှုတွေစိုးရိမ်စိတ်တွေဒါတွေအားလုံးဒီနေ့ဆိုင်အဝေးဆုံးမောင်းထုတ်ပြလိုက်တော့နော်ကိုယ်တိုင်ရင်းနာမှာအမြဲရှိနေတယ်ဆိုရင်ဒီဘာမှမကြောက်ဒီနေ့ဆိုရင်ယတိနဲ့ကိုနေရဇနီးမောင်နဲ့ဖြစ်သွားပြီလေကိုရဲ့ဒီအိမ်လေးကိုယတိကိုဖုန်းဆက်နေတဲ့ဘဝဟောင်းချစ်သူဆိုတဲ့ကောင်ကလုံးဝမသိနိုင်ဘူးပြီးတော့ဒီအိမ်ရဲ့ဖုန်းနံပါတ်ကိုလည်းသူလုံးဝမသိနိုင်ဘူးနောက်ဆုံးကတိုက်ဆိုင်ဖုန်းဆက်လာခဲ့တယ်ဆိုရင်တော့မှကိုရှိရဲ့အဲ့ဒီဖုန်းကိုကိုင်မယ်ကိုကိုယ်တိုင်ပြောမယ်ဘာမှမဆိုရင်နော်ကိုယ်ကအားကိုးပါလေကိုကလည်းဒီအားကိုးရတဲ့ယောက်ျားတယောက်ဆိုတာသိနေတယ်ဒါဆိုရင်ပြီးပါကောင်းလာကြနော်လူလည်းမသိအေကနာတော့ဟိုလူတွေကိုပစလာနိုင်ဆိုပြီးလားညင်းကြပြီတယ်လေဟုတ်လားဒီခဏလေးကိုထွက်တွေ့လိုက်မလားဒီလည်းလိုက်မယ်လေခဏလေးပါရှစ်ဒီဘာလဲတယောက်တည်းမနေရဘူးလားဟုတ်ကဲ့ဘာဖြစ်လို့ခဏလိုက်တာပဲဒီလည်းလိုက်မယ်လေကိုကျော်စွာကျွန်တော်တို့ဗျာဒီချိန်ကြမှာဗျာဟောဒီချိန်မလုံးနဲ့လေဒီညဘာညလဲဆိုတာသိတယ်မလားသိတာဟောဒါကျွန်တော်တို့မင်္ဂလာဦးညလေမင်္ဂလာဦးညဆိုတာလူပြိုဘဝရဲ့နောက်ဆုံးညဒါပဲဒီညတော့မလုပ်ပါနဲ့ဗျာနောက်လေးကျတော့ကျွန်တော်ခင်ဗျားတို့လုံးဝလိုက်ပြူစုနော်ဟာကိုကျော်သားဒီလိုညာမျိုးမှာဘလို့ဖြစ်တယ်ဆိုတော့ကိုကျော်သားသိပါဒီမှာလူပြိုဘဝရဲ့နောက်ဆုံးနှုတ်ဆက်ပွဲလေးကဲမလုပ်ပါနဲ့ဗျာဒီညတော့ကျွန်တော်ခွင့်လို့ပါမနေ့ပြန်ညနေခင်ဗျားတို့စိတ်ကြိုက်ဆိုင်ကိုပြောလိုက်ကျွန်တော်လိုက်ပြူစုno ဒီလိုညမျိုးကညကူးသွားလို့မရဘူးမနေ့ပြန်ကြရင်မင်္ဂလာဦးညမဟုတ်တော့ဟုတ်ပါလေကိုကျော်သွားလေလိုက်ရစမ်းကိုကျော်သွားလေကဲဒီလိုလုပ်ပါဗျာခင်ဗျားတို့ဒီညဖို့ပျော်စေရမယ်ခင်ဗျားတို့ကျွန်တော်ဂဲဖို့ပေးလိုက်ကိုယ့်ကိုတော့တောက်ကြဗျာဟာခင်ဗျားအတွက်လုပ်တဲ့ပွဲမှာခင်ဗျားမပါလို့ဖြစ်မလားဗျာဟုတ်ပါလေကိုကျော်သွားလေလိုက်ရစမ်းကိုကျော်သွားလေဗျာအဲ့ဆိုလိုက်ခဲ့မယ်ခဏပဲတော့အကြာကြီးတော့မရအောင်ကဲစီဥစားတော့လဲလေဟာကိုကျော်သားမဖြစ်ဘူးလေဗျာယတိခေါ်လို့မဖြစ်ဘူးဟိုကျရင်ကျွန်တော်တို့ကစားကြတောက်ကြမူးချအောင်ပါလေကိုကျော်သားဒီကောင်ကြောင်းလေးသိရတာလေဒီကောင်မူးရင်ဘယ်လောက်ရုပ်ပြက်စင်ပြက်ဖြစ်တယ်ဘယ်လောက်သွေးဆူတယ်ဆိုကိုကျော်သားသိယတိမခေါ်နဲ့ဟိုသူတယောက်တည်းဖြစ်နေမှာကိုကျော်သွားရဲ့ခဏလေးပါဗျာနော်ယတိခဏလေးခွင့်ပြုပါမကြစေရဘူးခဏလေးမှတကယ်ခဏလေးပါနော်ဒီကောင်လိုက်ချင်ခဏလိုက်ပါလိုက်လေမြန်တော့ပြန်လာနော်ပေါ့မလားနဲ့အေးပါကဲအဲ့ဒါခဏလေးကျွန်တော်အိမ်သွားလဲလာဟာမလဲပါနဲ့ဗျာကိုကျော်သားလာဒီတိုင်းလိုက်ပဲကဲလာပါကျွန်တော်မကားပါနဲ့လားအချိန်မရှိဘူးကိုကျော်သားလာပါဗျာခဏလေးကဲကြည့်အဲ့ဒါကိုသွားလာခုနကကိုပြောရရင်မမေ့နဲ့ဘာမှမကြောက်ဘာမှမစိုးရနော်မြန်လာနော်ဒီကြောက်ထဲရယ်လာကဲလာကြလာ
ပြောယတိမင်းကိုတတ်ဖို့ငါလာပြီ မလာနဲ့ သမီးရေဒီသွားခါတာသားကိုယတိပါကိုတတိထားပါယတိကိုကျတယ်လေကိုနဲ့လက်ကခါကိုကျတယ်လေကိုယတိပါကိုယတိပါကိုကျတယ်ပါ我这样我干的，不弄的，妈妹，这样我干的呢，不弄的，这样我干的呢，妈妹，妈妹干的呢，这样我干的呢，你得别我干的，你得，妈妹干的，妈妹是李天光，你得，没有俺金龙老大嘛，你得没有俺金龙老大嘛。မောင်ကျော်စာရဲ့ဝေဒနာကိုတိတိကျကျဝေဖန်ကြည့်မယ်ဆိုလို့ရှိရင်
ဆရာတို့ဆေးပညာအရာယုံမှတန်တဲ့လွန်ယောဂ delusional disorder လို့ခေါ်ဆိုရမှာဖြစ်ပါတယ်။တစ်ချိန်တုန်းကတော့ဆေးယောဂတစ်မျိုးဖြစ်တဲ့ schizophrenia ယောဂတွေတော့မထည့်သွင်းခဲ့ပါတယ်။ယောဂဖြစ်စဉ်သဘာဝနဲ့ပျောက်ကွယ်မှုတွေကကွာခြားမှုတွေရှိခဲ့လို့တိကျယောဂအုပ်စုတွေထဲကနေခွဲထုတ်ခဲ့ပါတယ်။ယောဂလက္ခဏာတွေအနေနဲ့တာမန်လူတယောက်လိုနေနိုင်လှုပ်ဆောင်နိုင်ပေမဲ့အကြောင်းအရာတစ်ခုဖြစ်ရတစ်ခုပေါ်မှာယုံမှတန်တဲ့လွန်တဲ့အခြေအနေနဲ့လက်ခံပါတယ်။အဲ့ဒီအမှားကိုယုံကြည်နိုင်လောက်တဲ့သက်သေပြချက်တွေနဲ့လည်းခိုင်မာအောင်တည်ဆောက်ပါတယ်။တိုက်ဆိုင်မှုတွေကိုခိုင်မာတဲ့သက်သေပြချက်အဖြစ်ရှေ့တန်းတင်ပြီးမိမိရဲ့ယုံမှတန်ပြကိုလည်းကြီးထွားစေပါတယ်။မောင်ကျော်စွာရဲ့ဝေဒနာကိုတေးသေးချာလေ့လာကြည့်မယ်ဆိုလို့ရှိရင်မောင်ကျော်စွာဟာတာမန်ဘဝမှာသူ့ရဲ့ချစ်သူယတိဟာသူ့ကိုနှစ်ကာချစ်တယ်လို့ပဲယုံကြည်နေတယ်။မူမှန်မဟုတ်တဲ့မောင်ကျော်စွာအနေနဲ့ကြပြန်တော့ယတိဟာသူ့ကိုမချစ်ဘူးသူ့ကိုဒုက္ခပေးလိမ့်မယ်လို့ပဲဆွဲလန်းနေတယ်။အဲ့ဒီတန်တရားကိုပိုပြီးကြီးထွားစေတာကတော့တိုက်ဆိုင်မှုပဲ။ယတိရဲ့အိမ်မက်တွေဟာသူ့အတွက်နမိတ်ပြချက်တွေဖြစ်တန်တရားလွန်တဲ့ဆွဲလန်းမှုတွေဖြစ်လာတယ်။ဒါတွေသက်သေပြဖို့အတွက်မိမိကိုယ်ကိုမတော်တဆပဲဖြစ်ဖြစ်ဖန်တီးလို့ပဲဖြစ်ဖြစ်သက်သေအဖြစ်ဆွဲမှယူတတ်ပါတယ်။တူညီတိုက်ဆိုင်တာတွေကြောင့်ယုံမှစိတ်တွေလည်းကြီးထွားလာပါတယ်။ကရုံးပေါ်တန်းချတယ်လို့ပေါ့။တကောင်တို့လည်းတကောင်လုံးတန်းရှိတယ်ဆိုတဲ့အယူဆမျိုးတွေဆွဲလန်းတတ်ပါတယ်ကျွန်တော်တို့ကသားလေးရဲ့မိဘတွေဖြစ်ရနေတာသားလေးမှာဒီယောဂရှိတာဘာဖြစ်လို့ကြိုတင်မသိရတာလဲဆရာမိဘတိုင်းဟာသားသမီးတွေအပေါ်မှာအမြဲတမ်းအကောင်းမြင်တတ်ကြပါတယ်ဗျာတာမန်တဲ့တော့ထူးခြားတဲ့ဇဲတွေလက္ခဏာတွေတွေ့နိုင်ပါတယ်တခုတည်းသောအာယုံပစ္စည်းအတုံးဆောင်ဝတ်စားကိုဆွဲလန်းတတ်ပါတယ်ထပ်တလဲလဲတေးကြအောင်လုပ်တတ်တဲ့အမှုကျင့်လည်းရှိတတ်ပါတယ်စိစက်လွန်တော့ပေါင်းသင်းဆက်ဆံရေးခက်တတ်ပါတယ်ဆရာတားလေးခုလိုချင်းနေဆိုလာဘယ်လိုဖြစ်လာတာလဲဆရာစိတ်ယောဂတစ်ခုခံစားနေရတဲ့လူတွေကိုအရက်တို့မူရည်စီတို့ကပို့ပြီးတော့ဆိုးအောင်တွန်းပို့စေပါတယ်စိတ်ယောဂဖြစ်ရတဲ့အကြောင်းရင်းကတော့အုံနောက်ထဲမှာရှိတဲ့အာရုံကြောတွေက neurochemical ခေါ်တဲ့ဓာတ်ပစ္စည်းတွေအမှုမမှုကြောင့်စိတ်ယောဂဖြစ်တတ်ပါတယ်အရက်တို့မူရည်စီတို့ကပို့ပြီးဆိုးရစေပါတယ်ဟုတ်တယ်ဆရာဒီကောင်နဲ့ကျွန်တော်တို့ဘချလာနိုင်ပြီဘီယာတော့တောင်းတယ်ထိမရတော့လို့သူ့မိဘတွေကိုအကြောင်းကြားပြီးပြန်လိုက်လာတာချိန်မီလို့တော်သေးတာပါဆရာရဲ့ဆရာကျန်တဲ့တိုက်ဆိုင်မှုတွေကတော့သူကိုယ်တိုင်ဖန်တီးယူလို့ရတဲ့ကိစ္စတွေဆိုထားပါတော့ဆရာရဲ့ဒါပေမဲ့နှစ်ခါဝေကိုတစ်တစ်ဆိုတဲ့ကားကိစ္စသမီးသိပြီးနားမလဲနှစ်ခါဝေကိုတစ်တစ်ဟုတ်လားသမီးဟုတ်ကဲ့အေးအဲ့ဒီကဆရာကားလေရှင်ဆရာကအဲ့ဒီပင်လာမနေရစနေနေ့နေ့လယ်12နာရီဆိုဆရာအဲ့လမ်းကဖြတ်ပြီးပြန်တယ်အဲ့ဒါကိုသိထားတဲ့မောင်ကျော်စာကတိုက်ဆိုင်မှုတစ်ခုကိုဖန်တီးခဲ့တာပဲသမီးရှရီမင်းတို့ဖွင့်ကြည့်ပါဦးဟိုဘာမှမရှိတော့ဟိုကားကြီးလည်းမရှိတော့ဆရာကျမသားလေးပြန်ကောင်းနိုင်မှာမလားဆရာစနစ်တကျကုသမှုလည်းခံယူမယ်ယောဂဖြစ်ကြောင်းလည်းလက်ခံမယ်ဆေးလည်းမှန်မှန်တောက်မယ်ဖေးမှကူညီမှုပတ်ဝန်းကျင်လည်းရှိမယ်ပြစ်ပယ်မှုလည်းမလုပ်ဘူးနားလည်မှုလည်းပြီးမယ်ဆိုရင်တာမန်လူနေနိုင်ပါတယ်အခုဖြစ်ချင်းအခိုက်အတန့်လေးမှာတော့မောင်ကျော်စွာဟာရာဇဝတ်မှုကျူးလွန်မိမလို့အထီးဖြစ်သွားတဲ့အတွက်တရားဥပဒေအရခဏထိမ့်သိမ်းထားရပါတယ်ဆရာတို့စိတ်ကြမ်းမာရေးဆေးရုံကိုပြောင်းရွှေ့ပြီးသွားရင်တော့မောင်ကျော်စွာဟာတာမန်လူတယောက်လိုပဲနေရမှာပါအဲ့ဒီကြရင်လားသမီးယတိကမောင်ကျော်စွာကိုလာပြီးပြုစုပေးလို့လိုမယ်နော်ဟုတ်ကဲ့ပါဆရာသမီးကိုကျော်စွာနေကောင်းလာတဲ့အထီကို
ဒါပြီးပြုစုပေးပါမယ်ဆရာ ဒါကြောင့်လဲကမ္ဘာကျမ်းမာရေးဖွဲ့ကြီးကစိတ်ကျမ်းမာမှုဂရုပြုရဲဝံ့ကျင်တာစောင့်ရှောက်ပါဆိုပြီးလှုံ့ဆော်ခဲ့တာပေါ့အခုလဲခင်မီစေဝါတွေကျဉ်ညင်နာနာပြုစုစောင့်ရှောက်မှုတွေနဲ့မောင်ကျော်စွာယောဂလုံးဝပျောက်ကင်းတဲ့အထိဆရာတို့တာဝန်ပြီးကုသပေးမှာပါဆရာအခုကိုကျော်စောတရားဥပဒေရခဏထိမ့်သိမ်းထားတဲ့နေရာစီကိုသမီးသွားကြည့်လို့ရပါတယ်နော်ရပါတယ်သမီးရပါတယ်သွားတွေ့လိုက်ပါဒါလေးရဲ့မင်းဒီချိန်မှာတာလီကိုထပ်ပြီးစိတ်မထိခိုက်ပါစေနဲ့တော့ကွာမင်းကိုနေတာမြင်ဒါလီပို့ပြီးစိတ်ဆင်းရဲသွားမှာပေါ့ကွာဒါလီတရားဟုတ်တယ်နေပါစေကွာရှဒီယာကိုနဲ့တရားဝင်လက်ထပ်ထားတဲ့ဇနီးမယားတယောက်ယရီရဲ့ခင်မောစိတ်ဝေဒနာရှင်ဖြစ်သွားပြီမယ်ယရီကိုမမရောမတဆမပါဘူးကိုအဲ့တော့ကုန်ငယ်လို့လေယရီဘတော်မှမထင်ဘူးရှရီလောကကြီးကိုရင်ဆိုင်ဖို့အတွက်တတ်တည်ရှိသွားပြီကောအဲ့တတ်တည်ဘယ်အရာလဲလို့ကိုသိလားအဲ့တတ်တည်ကိုစီရခဲ့တာလေရှရီရဟန်းချစ်တယ်ကိုကျော်စွာဖြစ်နေပြန်လာမယ်ချင်းယရီဆောင်နေမယ်ကိုလောကရဲ့အလယ်မှာတရားထရက်ပြီးယရီဆောင်နေကိုယရီစီပြန်လာခဲ့ပါနော်ဟာ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 
Ha 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 ha!